เนี่ยแต่ดีขันจินะวันนี้ตรงกันเลยจะโน่เอโลดีมาเอ็นยามันนี่ราจาบีแล้วพี่ประมาณสักการเลยเงี้ยตรงกันสุนทรจะโน่ล่าสุนนะจะโน่เงี้ยจะโน่มวยเดียยาที่อารมณ์จางเงี้ยเอริจ้องกว่าพลามิวเนี่ยสุนเจ้าที่เช่นสุดแต่เดสุนเจ้าอยู่อันนั้นเลยมาจะโน่มวยราพิดเดดาบิเม่จะโน่เงี้ยนี่นั่นลุงโยกาชีราเนี่ยจะโน่อเมียพีเรียนามีปีธาราบลูเลติมากองมุพิดเนี่ยละเนาะว่าสุดอัตชิมพุทธรู้ว่าลุงว่ามาโยงจาบุนั่นลุงโยกาชีเรสุดแต่เจ้าကျွန်တော်အဖေကရေသူကရေမှုလားမသိစကားမှုလားမသိတေချာတော့မသိဘူးနောက်ပြီးသူကျွန်တော်တို့ကဟိုးဘက်လာရှုမှုဆယ်နမ်းခတ်မှာသွားပြောင်းတာနဲ့အဲ့ဒီမှာကျေးဇူးတော်ကြောင့်ကျွန်တော်နှလုံးယောဂါကိုပျောက်သွားတယ်အဲ့ဒီချိန်မှာကျွန်တော်တို့နေနာမှာရှိတဲ့အာအဓိကပြင်ပမာတွေကအဲ့ဒီကျွန်တော်တို့သားရဲ့နာမည်ဘယ်သူလဲဆိုမှသူတို့ကကျွန်တော်တို့စကားနဲ့ဆိုရင် bill bill လို့ခေါ်တာနဲ့ bill bill ဆိုတာနာမည်သိမကောင်းဘူးလေအတိတ်ဘယ်ကြီးကြီးပေါ့နော်ကောင်းပဲကြီးတာနော်ဘိုင်လေကြီးကြီးနဲ့ဘယ်လိုလဲတအားရုပ်ဆိုးတယ်အဲ့ဒီကိုဗမာစစ်တွေကသူတို့နာမည်လို့ပြေလို့ရှိရင်တော့မကောင်းဘူးလူတွေကနာမည်လိုက်တတ်တယ်ဆိုပြီးမှကျွန်တော်နေကောင်းတဲ့နောက်ပိုင်းမှာကြော်ထီးဆိုပြီးမှအဲ့ဒီကိုကြော်ပြီးမှတတိနော်တတိဘက်မှာ तू ကတအားနာမည်ကြော်မှာပဲဆိုတဲ့ပုံစံနဲ့ပေါ့အဲ့ဘေးသွားနဲ့ကျွန်တော်နာမည်ကြော်ထီးဖြစ်သွားတယ်နောက်ပြီးကျောင်းတက်လာတော့ကျွန်တော်10တန်းအဲ့ဒီကျောင်းတက်မှသူများကထီးကိုအဲ့ဒီတထီးနဲ့မရေးဘဲနဲ့ထီးနော်မိုးရွာတဲ့ချိန်မှာစောင်းတဲ့ထီးနဲ့သူတို့ပြောင်းသွားနဲ့ကိုထီးလို့ပြန်ခေါ်တာအဲ့လိုကျွန်တော်နာမည်ကိုပြောင်းမှနောက်ဆုံးအဲ့ဒီအိန္ဒိယမှာကျောင်းတက်တဲ့အချိန်မှာသူများကကျော်ထီးကိုနာမည်ခေါ်တဲ့အချိန်မှာသူတို့ကကောင်းမခေါ်တတ်ကြဘူးကျော်ကြောက်လို့ခေါ်ကျွန်တော်တအားစိတ်ဆိုးရတယ်နောက်ဆုံးကတော့ဘာပဲဖြစ်ဖြစ်ဆုံးမှာRobert လို့ကျွန်တော်နာမည်ပေးထားဖြစ်တယ်နောက်ဆုံးမှာဒီမှာကျွန်တော်နေရတာနဲ့ဒီမှာဒီဘက်ကတော့သုံးရမယ်ဆိုတော့သူတို့ကနာမည်ပြောင်းသွားပြီးမှအဲ့လိုအဲ့ဒီ Valorant လို့သူတို့နာမည်ပေးတာဖြစ်တယ်ဆိုတော့ကျွန်တော်နည်းနည်းဘယ်လိုလဲကျွန်တော်အခြေအနေနောက်ပြီးကျွန်တော်ဗမာစကားမပြောတာကြားတယ်မနစ်တုန်းကတော့ Delhi Burmese Christian Association အသင်းတော်ကနေကျွန်တော်ကို crusade လာခေါ်ကြတယ်နော်တပတ် crusade လို့ပြောမလွယ်တော့နေနေရပါဗမာစကားနဲ့တိတ်မရသူတို့ကဆရာကျွန်တော်တို့ဖိတ်ခေါ်ခြင်းနဲ့လာနိုင်မလားဆိုမှလာနိုင်မယ်တဲ့ဗမာစကားရတာဆိုမှဖရားရတယ်ဆိုမှကျွန်တော်သွားတယ်Delhiကိုသွားတယ်အသင်းသူသင်းသားတွေကတကယ်ဆိုရင်တော့ဗမာပြည်ကနေလာတဲ့သူများတယ်ရန်ကုန်ကနေတခါတည်းနဲ့လာပြီးမှစီးလာကိုတဲ့သူဒါမှစိတ်ပွားရေးတွေများတယ်အဲ့ဒီချိန်ဒါမဲ့ကျွန်တော်သိမပြောတတ်ပေမဲ့လဲဖရားရဲ့နှုတ်ကပတ်တော်ဟောထားဆိုတော့ဖရားကကောင်းကြီးပေးတာနဲ့သူတို့လည်းတအားခွန်အားရပြီးမှကျွန်တော်တို့တစ်ပတ်လုံးတအားပျော်စင်ပြီးမှDelhi မှာကျွန်တော်အဲ့လိုမကြားဘူးတဲ့မလုပ်ဘူးတဲ့စကားလေးနဲ့ crusade လုပ်တာကျွန်တော်တအားဖရားရှင်မှာပဲတအားဝမ်းသာတယ်နောက်ပြီးဖရားကကျွန်တော်ရဲ့စကားပြောတဲ့အားကိုသူတို့နားလည်နိုင်မလားတခါတလေကျွန်တော်ပြောတဲ့သူတောင်မှနားမလည်ဘူးနော်ဘာပြောမှန်းသိဘလို့လဲသူတို့နားလည်နိုင်မလားခုကျွန်တော်ပြောချင်တဲ့သူတို့ဘယ်လိုနားလည်မလဲဆိုမှကျွန်တော်ကိုစဉ်းစားတဲ့ဟာလေသူတို့ကကောင်းနားလည်တယ်နော်ကြားတဲ့အချိန်မှာဖခင်ကကျွန်တော်ကိုလမ်းပြတယ်သူ့ရဲ့ဘယ်သူအကြောင်းမှမပြောဘူးအဲ့ဒီဗမာပြည်ရဲ့နော်တတိယအကြောင်းလည်းမပြောဘူးယေရှုခရစ်ကျွန်တော်တို့အတွက်အသေးခံတော်ယေရှုခရစ်ရဲ့အကြောင်းပဲပြောတယ်ဆိုတော့သူကဖခင်ကအဲ့ကိုကောင်းကြီးပေးရနဲ့ကျွန်တော်တို့ထွက်တဲ့စကားလေးကိုဖခင်ကကောင်းကြီးပေးတယ်ကျွန်တော်အဲ့လိုခံယူပြီးမှကျွန်တော်ဒီညလဲအဓိကအဖြစ်ဒီချိန်မှာကျွန်တော်ထင်တာထက်ဆရာမတွေများတယ်ဆိုတော့နည်းနည်းတော့စိတ်တော့နော်ဘယ်လိုလဲလွတ်လပ်တာပေါ့ဘာဆိုတော့ဆရာမတွေကနားလေတတ်မှာပါအဲ့လိုပြောခြင်းလို့စိန်ကလေးကျွန်တော်တို့ငယ်တုန်းကသားသမီးတွေကသမင်းကြိုက်တယ်သမင်းစားခြင်းတယ်ဆိုမှပြောရင်တောင်မှမမ်နော်အဲ့လိုပြောတဲ့စကားလေးကိုလည်းကျွန်တော်နားလည်နိုင်တဲ့သူဖြစ်တယ်ဆိုတော့ကျွန်တော်လည်းတအားဘယ်လိုလဲဖခင်ကိုအာဂုပြမဒီညကျွန်တော်ဒီည3ညလုံးပေါ့အဲ့လိုအစီအစဉ်ကိုလည်းလက်ခံတာဖြစ်တယ်နောက်ပြီးဆရာမတို့မျက်နှာကြည့်တာဖြင့်ကျွန်တော်တအားဝမ်းသာတယ်ယေရှုခရစ်ရဲ့မျက်နှာပုံပေါ်ပြီးမှနော်တရားမှငင်းငွေတဲ့သူလည်းမရှိ3နာရီလုံးကိုထိုင်ပြီးမှဆရာမစာရဆိုရင်တော့ကြည်ပြီးမှသူကရုပ်ဆွဲတဲ့ပုံစံနဲ့တခါတည်းထိုင်တဲ့နေရာ3နာရီလုံးကိုရတိတဲ့ထိုင်နေတာကျွန်တော်တွေ့ရတအားဝမ်းသာတယ်အခြားတွေပဲလိုပဲနောက်ပြီးအသက်ကြီးဆုံးကျွန်တော်ဒီဆရာကြီးဖခင်ကြီး John ဒီလောက်အသက်ကြီးတဲ့ဟာနောက်ပြီးဆရာ Van Non
ดูเนาะအဲ့လိုတွေ့တဲ့အခါမှာကျွန်တော်တအားပဲဝမ်းသာတယ်နှုတ်ကပတ်တော်ဆိုတာကျွန်တော်ဥပြီးကျွန်တော်သိပြီးနားလည်ပြီးဆိုတာလုံးဝမရှိဘူးကျွန်တော်တို့ကလေးလိုအစနဲ့သင်ရမှာဖြစ်တယ်ဒါကြောင့်အဲ့လိုစိတ်နှလုံးလေးကိုကျွန်တော်တွေ့ရနာနဲ့တအားဝမ်းသာပြီးမှယေရှုခရစ်ရဲ့စိတ်နှလုံးသားပဲဆရာဇမတို့အပေါ်မှာတွေ့တဲ့အတွက်ကြောင့်ကျွန်တော်တအားဝမ်းသာပါတယ်နောက်ပြီးကျွန်တော်စိတ်ထဲမှာမနေငါပဲဖြစ်ဖြစ်တွေ့ရတာနဲ့တအားဝမ်းသာမှလေဆူတောင်းတဲ့အချိန်မှာလဲဆရာမတို့အတွက်ဆူတောင်းပြီးတယ်ဘာမှကိုငင်နိုင်တာမရှိပေမဲ့လဲဖခင်ကကောင်းချီးပေးမှာဖခင်ကကောင်းကင်နိုင်ငံမရောက်ခင်မှာကျွန်တော်တို့ဘယ်လောက်ပဲဆင်းရဲကျွန်တော်တို့ဆင်းရဲတာမကြဘူးเนาะဒီလောကမှာဆင်းရဲတာမကြဘူးဘာလို့ကျမ်းစာမှာဖော်ပြထားတာဒီလောကမှာအသက်ရှင်တာထက်တည်ပြီးမှနောက်မှာအသက်ရှင်တာပိုပြီးမှရှိမယ်တဲ့သာဝရအသက်တာနော်အဲ့ချိန်မှာကျွန်တော်တို့ယေရှုကဒီလောကမှာသားသမီးတွေကဆင်းရဲတဲ့သူလည်းရှိမှာပဲဆိုပြီးမှသူကကောင်းကင်နိုင်ငံအဖဆီမှာသွားပြီးမှကျွန်တော်တို့အတွက်ဆွေအိမ်ကိုသူကပြင်ဆင်ပေးထားတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုကျွန်တော်တို့ကဆွေအိမ်ကနေဆောင်ဆွေအိမ်ကောင်းကင်ဘုံကနေယေရှုကကျွန်တော်တို့ကိုလာကြူမှာဖြစ်တဲ့အတွက်ကြောင့်ဒီလောကမှာကျွန်တော်တို့ရွှေငွေမရှိရင်တော့မှကောင်းကင်ရွှေအိမ်လေးကိုကျွန်တော်တို့ထာဝရနေရမယ်နေရာကိုကျွန်တော်တို့အတွက်အသေးခံတော့ယေရှုခရစ်ကကျွန်တော်တို့အတွက်ပင်စင်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့အဲ့ဒီအကြောင်းကိုဒီလောကမှာနေတော့ကကျွန်တော်တို့အဲ့ဒီပင်စင်ပေးတော့ကျွန်တော်တို့ရဲ့အဖဘယ်လိုချီးမွမ်းဂုဏ်ရမလဲဆိုတာကျွန်တော်တို့သိတလောက်ပေါ့ကျွန်တော်တို့ခံစားတလောက်ကျွန်တော်တို့အတွေ့အကြုံရဖို့နည်းနည်းစင်းပြနိုင်တဲ့ခွင့်ဖရားကပေးသနာတော်မူသောကြောင့်လေကျွန်တော်တို့ဖရားရှိမှလည်းတအားဝန်တာတဲ့နောက်ပြီးဆရာမပေါ်မှာလည်းတို့ပေါ်မှာလည်းတအားဝန်တာကျင်တတ်ပါတယ်ဆိုတာကျွန်တော်နည်းနည်းစကားနောက်ဆုံးအနေနဲ့ပြောချင်တာဖြစ်တယ်။ဘာဆိုတော့ကျွန်တော်တို့ကနည်းနည်းဘာလို့လဲ Holy Spirit တန်ရှင်တော်ဝိညာဉ်တော်ကလွတ်လပ်လို့ရှင်လေလူအကုန်လုံးကလွတ်လပ်ပါတယ်။မနေ့ကလည်းကျွန်တော်တို့ discussion လုပ်ပြီးမှနော်တက္ကသိုလ်ဆရာ John F. Tong မှသူကအစင်းပြတဲ့အချိန်မှာတအားခွန်အားရတယ်သူကျွန်တော်သိပြီမဲ့လည်းဘယ်လောက်ထိသူ့ရဲ့statement of faith ဘယ်လောက်သူ့ယုံကြည်ခြင်းကဘယ်လိုရှိရလဲဆိုတာဆရာကြီးကလုံးဝမသိဘူးလေတကယ်ဆိုရင်တော့ဒီမှာတွေ့တဲ့အချိန်မှာတော့အခြားကျိုးကြောင်းတွေဆွေးနွေးပြီးမှဒါပေမဲ့ဒီ online မှာယေရှုခရစ်အတွက်ကြောင့်ကျွန်တော်တို့ရောလလနဲ့ discussion လုပ်တာနဲ့ဆရာကျော်နော်ဒီလောက်ထိဘုရားရဲ့နှုတ်ကပတ်တော်ကိုနော်ဒီလောက်ထိသူကသိရလားဒီလောက်နဲ့တဲ့အရာကိုသိရလားသူ့ရဲ့ယုံကြည်ခြင်းပေါ်မှာဒီလောက်ရည်တည်နိုင်တယ်ဆိုတာဘယ်လောက်ထိသူ့ရဲ့ယုံကြည်ခြင်းရှိတာလဲဆိုတာကျွန်တော်နားလည်မှကျွန်တော်တအားဝမ်းသာတယ်နောက်ပြီးအခြားတွေလည်းအဲ့လိုပဲဒါကြောင့်ဒီညနောက်ဆုံးတော့အနေနဲ့ကျွန်တော်တို့သင်ကျင်တာအများကြီးရှိပေမဲ့လူထရသူစကားပြောတော့ကျွန်တော်ခွန်အားရတာတခုကဘာလဲဆိုလို့ရှင် we have a God is to worship လို့ပြောတယ် to have God is to worship ကျွန်တော်တို့ဖယားသခင်ကျွန်တော်တို့ရဲ့ဖယားသခင်ရှိတာကျွန်တော်တို့အတွက်ဂုဏ်ွယ်ဖို့တဲ့ဂုဏ်ွယ်ဖို့ to have God is to worship အဲ့ဒါကြောင့်ကျွန်တော်တို့ဒီလောကမှာကောင်းကင်နိုင်ငံနော်ကောင်းကင်ဘုံမသွားခင်မှာယေရှုခရစ်ဒါပေမဲ့ကျွန်တော်လူတယောက်တော့မေးထားကျွန်တော်တို့ကောင်းကင်ဘယ်လိုတက်မလဲဆိုတာမေးခွန်းမေးဖို့တဲ့ကျွန်တော်တို့ကောင်းကင်ဘယ်လိုတက်မလဲဆိုတာကျွန်တော်ကျေးဇူးပြုပြီးတော့စကားမဆက်အဲ့ဒီနည်းနည်းလေမေးခွန်းပေးပါရစေနော်ကျွန်တော်တို့ကောင်းကင်ဘယ်လိုတက်မလဲဆိုတဲ့ဟာလေးဘယ်လိုကျွန်တော်တို့ခဏလေးဆရာကြီးကဆရာကျောင်းကလည်းနားလည်ပေးမှာပါအဲ့ဒီချူချောင်းလေးကိုနည်းနည်းကျွန်တော်တို့ဘယ်လိုလက်ခံလဲဘာလို့ယုံကြည်သူဆိုမှကျွန်တော်တို့ကောင်းကင်ဘုံရောက်မယ်ဆိုမှကောင်းကင်ဘယ်လိုတက်နိုင်မလဲဘယ်လိုတက်မလဲကောင်းကင်ဘယ်လိုရောက်နိုင်မလဲဆိုတာလေးကိုရောက်နိုင်မလဲဆိုတာကျွန်တော်တို့ကောင်းကင်ကိုဘယ်လိုတက်မလဲနော်ယုံကြည်သူတွေကဘယ်လိုတက်မလဲဆိုတာနည်းနည်းကျွန်တော်တို့ဖခင်ကြီးဂျွန်ကနည်းနည်းဘယ်လိုလဲခံယူချက်ပြောနိုင်မလားမသိဟုတ်ကဲ့ပါဆရာကြီးကြီးရုပ်တင်ပါတယ်ဟုတ်ကဲ့ဆရာကြီးဖခင်ကြီး yes ကျွန်တော်တို့ကဘယ်လိုနည်းမှကောင်းကင်နိုင်ငံတက်နိုင်ဘူးလေတူလေးနဲ့ဆိုရင်ယေရှုခရစ်တော်ကငါဒီလမ်းခရီးဖြစ်ပြီးလို့ပြောတဲ့အခါယေရှုခရစ်တော်လမ်းခရီးအဖြစ်ပဲကျွန်တော်တို့တက်တာမှာဖြစ်ပါတယ်အဲ့ဒီလေကားတက်နိုင်ဖို့အတွက်အဲ့ဒီလမ်းတက်နိုင်ဖို့အတွက်ကျွန်တော်တို့ဘောနကင်ကြပဲပြောင်းလဲတော့သူတယောက်ဖြစ်ကြမယ်တကယ်ကိုယုံကြည်တော့သူ
ဖြစ်ကြမယ်ဆိုတာကျွန်တော်ကပြောချင်ပါတယ် ကျေးဇူးပါအဲ့လိုယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့ကောင်းကင်ဘယ်လိုတက်မလဲတက်မယ်ဆိုတာရောက်နိုင်မလဲ ကျွန်တော်တို့ကယုံကြည်ခြင်းရှိပြီးမှတော့ကျွန်တော်တို့အထက်မှာယေရှုရှိပြီလေကျွန်တော်တို့လည်းယေရှုထဲမှာရှိပြီလေယေရှုထဲမှာရှိတယ်ပြီးတော့ကျွန်တော်အထက်မှာလည်းယေရှုရှိတယ်တန်ရှင်တော်ဝိညာဉ်တော်အဖြစ်လည်းတတိခတ်ပြီးပြီးတော့ကျွန်တော်တို့ကတကယ်ရောနကင်ဖြစ်ပြီးတော့ယုံကြည်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကကောင်းကင်နိုင်ငံတက်ဖို့ဗီဇာရသွားပြီလေအဲ့ဒါဆိုကျွန်တော်တို့ကအခုလည်းကောင်းကင်နိုင်ငံမှာပါနေတယ်လေကျွန်တော်တက်ဖို့မလိုတော့ဘူးအခုကောင်းကင်နိုင်ငံမှာနေပြီဒါပေမဲ့ဒီကိုခန္ဓာတော့ကျွန်တော်ဒီကြီးမှာထားခဲ့ပြီးမှတာဝိညာဉ်တော်အဖြစ်ပဲကျွန်တော်တို့မြင်ရမှာဖြစ်တယ်အဲ့ဒါပဲပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဖခင်ကျေးဇူးပါဟုတ်ပြီအခုကျွန်တော်နည်းနည်းဘယ်လိုလဲအမေးချင်တာလူတော်များများကကောင်းကင်နိုင်ငံတက်ဖို့ကသူတို့ဘယ်လိုတက်မလဲဆိုပြီးမှစိုးရိမ်တာလည်းများတာပေါ့ယေရှုခရစ်တော့လက်ခံယုံကြည်ကြတယ်ဒါပေမဲ့ကောင်းကင်နိုင်ငံဘယ်လိုတက်မလဲကောင်းကင်တက်ဖို့ကျွန်တော်တို့ကောင်းကင်တက်ဖို့ဆိုပြီးမှခုကျွန်တော်နည်းနည်းဘယ်လိုလဲတူတုံနဲ့ကျွန်တော်ပြောချင်တာဘာလဲဆိုလို့ရှိရင်ကောင်းကင်နိုင်ငံကျွန်တော်တို့ကယေရှုခရစ်နဲ့ရှိပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတက်ဖို့ဆိုတာကြိုးစားစရာမလိုတော့ဘူးသူကကျွန်တော်တို့ကိုလာခေါ်မယ်ဒီလောကကိုဆင်းပြီးမှသူကိုယ်တိုင်လာဆင်းပြီးမှလာခေါ်မယ်ဆိုတာကျွန်တော်ပြောချင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ယေရှုခရစ်ကျွန်တော်တို့လက်ခံယုံကြည်ပြီဆိုလို့ရှိရင်ဘယ်နေရာပဲရောက်နော်ကျွန်တော်ရဲ့ဦးလေးဆိုရင်တော့ယေရှုခရစ်လာမယ်ဆိုလို့ရှိရင်တကယ်ဆိုရင်တော့ကျွန်တော်တို့ဘုရားကျောင်းတက်တဲ့ချိန်မှာလာပါစီနော်အဲ့ဒီချိန်မှာတော့ကျွန်တော်သိချတယ်ဆိုမှဘုရားကျောင်းတက်တဲ့အချိန်မှာပဲသူကဘယ်လိုလဲအကောင်းကင်နိုင်ငံတက်မဲ့ပုံစံနဲ့ရှင်းတာဒါကြောင့်ဒီကကျွန်တော်ပြောချင်တာယေရှုခရစ်လက်ခံယုံကြည်တော်သူအကောင်လုံးကဘုရားကောင်းကင်နိုင်ငံရောက်ဖို့အရှိဘယ်လိုလဲသားသမီးတွေကကျွန်တော်တို့သွားစရာမလိုဘဲနဲ့သူယေရှုခရစ်ကိုယ်တိုင်ဒီလောကကိုလာဆင်းမဲ့ကျွန်တော်တို့လာခေါ်မဲ့ဖြစ်တယ်ဆိုတာကျွန်တော်နည်းနည်းပြောချင်တာဖြစ်တယ်ဒါကြောင့်ဘယ်နေရာပဲရောက်ကျွန်တော်တို့ဘယ်နေရာပဲသွားဘုရားကကျွန်တော်တို့ကိုလာခေါ်မယ်ကျွန်တော်တို့သွားစိုးရိမ်စရာမလိုဘူးစိုးရိမ်စရာတော့ကျွန်တော်မှာယေရှုခရစ်ကျွန်တော်လက်ခံယုံကြည်ပြီလားဆိုတာပဲကျွန်တော်တို့စိုးရိမ်ရမယ်ဆိုတာနဲ့စကားမဆက်ကျွန်တော်ပြောချင်တာဖြစ်တယ်ဒါကြောင့်ဒီညကျွန်တော်တို့ဆက်သွားချင်တာဗာလဲဆိုလို့ရှိရင်ဖျားကူးကွယ်တဲ့အချိန်မှာအဓိကအဖြစ်ကူးကွယ်တယ်မနေ့ကကျွန်တော်တို့သိထားတာဘာလို့လဲကိုးကွယ်ခြင်းနဲ့ချင်းမွန်းခြင်းဆိုတာဘယ်လိုကွာခြားလဲဆိုတာကျွန်တော်တို့အဓိကထားပြီးမှကျွန်တော်တို့ကြည်သွားတာဖြစ်တယ်ပထမညမှာတော့ကျွန်တော်တို့ဘယ်လိုလဲဆွေးနွေးသွားတာချင်းမွန်းခြင်းနဲ့ကိုးကွယ်ခြင်းဆိုတဲ့ဟာဘယ်စကားကနေလာလဲဆိုတာကျွန်တော်တို့အတတ်နိုင်ဆုံးနော်မစင်းလောက်ပါဘူးလို့တော်များကဒါပေမဲ့အတတ်နိုင်ဆုံးကျွန်တော်တို့လေ့လာသွားတာဖြစ်တယ်နောက်ပြီးဒုတိယနှစ်မနေ့ညတော့ကျွန်တော်တို့ဆွေးနွေးတာဗာလဲဆိုလို့ရှိရင်ချင်းမွန်းခြင်းနဲ့ကိုးကွယ်ခြင်းကဘယ်လိုကွာခြားလဲဘယ်လိုနားလဲဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်မှကျွန်တော်တို့များကြီးမနေ့ညဆွေးနွေးသွားတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့နည်းနည်းဆွေးနွေးခြင်းတာဗာလဲဆိုလို့ရှိရင်ဆွေးနွေးဘယ်လိုလဲချင်းမွန်းခြင်းအဖြစ်ကျွန်တော်တို့ဘယ်လောက်what is the power of praise ဒါမှမဟုတ်အဲ့ဒီကျွန်တော်တို့ချင်းမွန်းခြင်းအဖြစ်ဘယ်လောက်ထိကျွန်တော်တို့မှာတကူရှိလဲဒါမှမဟုတ်ချင်းမွန်းခြင်းရဲ့တကူကဘာလဲဒါမှမဟုတ်ချင်းမွန်းခြင်းဆိုတဲ့ဘယ်လိုလဲresult အဖြစ်ရပါလဲဆိုတာမျိုးကိုကျွန်တော်တို့ဒီကကြည့်သွားမှာဖြစ်တယ်နောက်ပြီးကိုးကွယ်ခြင်းဆိုတာဘယ်လိုကိုးကွယ်မလဲဆိုတာကျွန်တော်တို့နည်းနည်းဒီကပြန်ဆွေးနွေးမှာဖြစ်တယ်ဒါကြောင့်ပထမမှာဘယ်လိုလဲကျွန်တော်တို့ဖခင်ကိုကိုးကွယ်တဲ့အချိန်မှာ what is a worship ကျွန်တော်တို့ကိုးကွယ်တဲ့အချိန်မှာဘယ်လိုကိုးကွယ်မလဲဘယ်လိုဆိုလဲကိုးကွယ်ခြင်းဆိုတာဘယ်လိုလဲဆိုတာကျွန်တော်တို့ပြန်ကြည့်ခြင်းနဲ့အဲ့ဒါတကယ်ဆိုရင်အဓိကအဖြစ်လူတော်များများcall back လို့ပြောမှာပေါ့သူကအဲ့လိုပြောတယ်
ဖယားကိုကူးကွယ်တယ်ဆိုလို့ရှိရင်တဲ့သူကပြောတာကျွန်တော်တို့ကဖယားကိုကူးကွယ်ခြင်းတဲ့အချိန်မှာကျွန်တော်တို့မှာခံစားရတဲ့ခံစားမှုနည်းနည်းရှိတယ်တဲ့အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကူးကွယ်တယ် no worship ဆိုတာကျွန်တော်တို့ယုံကြည်သူတွေရဲ့ worship လို့လဲကူးကွယ်တဲ့အချိန်မှာလဲနော်တမျိုးကိုကျွန်တော်တို့စိတ်ထဲမှာဘာလေးတွေရှိပြီးမှတခါတလေကြောက်သောစိတ်နဲ့နော်ကျွန်တော်တို့စိုးရိမ်သောစိတ်လေးလဲပေါ်တတ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ worship ကျွန်တော်တို့အဲ့ဒီကိုဖယားကိုကူးကွယ်တဲ့အချိန်မှာကျွန်တော်တို့ဘာကိုကျွန်တော်တို့လက်ခံရမယ်လဲဆိုမှအဲ့ဒီဖယားကဘာမဆိုတတ်နိုင်တယ်ဖယားကသာလင်ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ဖယားကိုပထမထားတဲ့စိတ်ကိုကျွန်တော်တို့မှာရှိရမယ်တဲ့ဒါဆိုရင်ကူးကွယ်ခြင်းဆိုတာဘာလဲဆိုလို့ရှိရင်ကူးကွယ်ခြင်းတဲ့ကျွန်တော်တို့ရဲ့ဥနှောက်ကကျွန်တော်တို့ရဲ့ဥနှောက်မှာဖယားရဲ့တန်ရှင်သောဖယားဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ရမယ်တဲ့အဲ့ဒါမှကျွန်တော်တို့ကူးကွယ်တာဘယ်လိုလဲအတိတ်ပဲရှိတော့ကူးကွယ်ခြင်းဆိုပြီးမှကျွန်တော်တို့ပြောနိုင်မယ်တဲ့နောက်ပြီးအဲ့ဒီကျွန်တော်တို့ကူးကွယ်တဲ့အချိန်မှာဘယ်လိုကူးကွယ်မလဲဆိုမှအဲ့ဒီဖယားရဲ့တမန်တရားကိုကျွန်တော်တို့မှာကျွန်တော်တို့ရဲ့အတွေးအခေါ်မှာကျွန်တော်တို့ထည့်ပေးရမယ်တဲ့ပြောချင်တာဖယားရဲ့နှုတ်ကပတ်တော်ကမှန်ကန်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့စဉ်းစားတဲ့အချိန်မှာ mind မှာတော့အဲ့ဒါကိုကျွန်တော်တို့ပေးရမယ်တဲ့ဥပမာပေါ့ကျွန်တော်တို့ဖယားလူတွေကို sorry ဖယားကိုကူးကွယ်တဲ့အချိန်မှာအဲ့ဒီဖယားကကူးကွယ်ထိုက်သလားကူးကွယ်ထိုက်လို့ရှင်ဘယ်ပိုင်းမှာကူးကွယ်ထိုက်တာလဲထိုက်တယ်လေဆိုတဲ့ဟာလေးကိုကျွန်တော်တို့သိဖို့လိုတယ်အဲ့ဒါကြောင့်ဖယားကတန့်ရှင်တော်ဖယားဖြစ်တယ်ဆိုတာကျွန်တော်တို့အဲ့ဒီအသိဉာဏ်လေးထဲမှာကျွန်တော်တို့ထည့်ဖို့လိုတယ်နံပါတ်2ဒါကျွန်တော်တို့ရဲ့အတွေ့ဘယ်လိုလဲစဉ်းစားတဲ့ဉာဏ်မှာ mind ဒီမှာပေါ့ဖယားရဲ့နှုတ်ကပတ်တော်ဖယားရဲ့နှုတ်ကပတ်တော်ဒီဖယားရဲ့the truth of God နော်ဖယားရဲ့တမန်ဘယ်လိုလဲတမန်တရားကိုကျွန်တော်တို့မှာအဲ့ဒီကျွန်တော်တို့ဥနောက်ထဲမှာကျွန်တော်တို့သိဖို့လိုတယ်နောက်ပြီးကျွန်တော်တို့ဖယားရဲ့ဘယ်လိုလဲလှပသောဖယားရဲ့ the beauty of God နော်အခုကျွန်တော်တို့မှာကျွန်တော်ရဲ့စဉ်းစားတဲ့ဉာဏ် imitation ဒီဘယ်လိုခေါ်မလဲimagination เนาะကျွန်တော်တို့စဉ်းစားဉာဏ်ကျွန်တော်တို့စဉ်းစားတဲ့အချိန်မှာလေဖယားကတကယ့်ကိုကောင်းမြတ်တော့သူကဖယားရဲ့ဘယ်လိုလဲလှပမှုကိုကျွန်တော်တို့အဲ့ဒီကျွန်တော်တို့ရဲ့စဉ်းစားဉာဏ်ထဲမှာကျွန်တော်တို့ထားဖို့လိုတယ်တဲ့နောက်ပြီးကျွန်တော်တို့စိတ်နှလုံးကဘာဘယ်လိုဖွင့်ဖို့လိုလဲဆိုရှင်ဖယားရဲ့ချစ်ချင်းမြတ်တာနဲ့ကျွန်တော်တို့စိတ်နှလုံးကိုဖွင့်ဖို့လိုတယ်တဲ့နောက်ပြီးကျွန်တော်တို့ဖယားရဲ့ဘယ်လိုလဲရည်ရွယ်ချက်နဲ့ကျွန်တော်တို့ကိုဖယားရဲ့ရည်ရွယ်ချက်တိုင်းသွားဖို့ကျွန်တော်တို့မှာခံယူချက်ရှိရမယ်ဆိုပြီးမှအဲ့ဒီကျွန်တော်တို့ဖယားကိုကူးကွယ်တဲ့အချိန်မှာကျွန်တော်တို့ဘက်မှာစိတ်ထားဖို့နဲ့စဉ်းစားဖို့ကျွန်တော်တို့မှာဘယ်လိုလဲနှလုံးဖွင့်ဖို့နောက်ပြီးကျွန်တော်တို့ရဲ့အနာဂတ်အတွက်ကျွန်တော်တို့အဲ့ဒါကိုမျှော်လင့်ပြီးမှကျွန်တော်တို့ဖယားကိုကူးကွယ်ရမယ်ဆိုတာအဲ့လိုဖယားတဲ့ကူးကွယ်တဲ့အချိန်မှာအရေးကြီးတဲ့အကိုကျွန်တော်တို့ကျမ်းစာမှာဖော်ပြထားတာဖြစ်တယ်ဒါဆိုရင်ဘာဖြစ်လို့လူတွေကဖယားကိုကူးကွယ်တဲ့တယ်လဲ why does man worship no ဘာဖြစ်လို့လူတွေကဖယားကိုကူးကွယ်တဲ့တယ်လဲဒါကို question မိခွေအကြီးကြီးဖြစ်တယ်ဘာဖြစ်လို့ကျွန်တော်တို့ကဖယားကိုကူးကွယ်တဲ့တယ်လဲနော်ကူးကွယ်တဲ့တာအများကြီးရှိမှာပဲဒါပေမဲ့ဖယားကကျွန်တော်တို့ကိုလူတွေကဘာဖြစ်လို့ဖယားကိုကူးကွယ်တဲ့တယ်လဲဆိုလို့ရှိရင်ဖယားကကျွန်တော်တို့ရဲ့ဘယ်လိုလဲကျွန်တော်တို့ဘယ်လိုလဲဖယားကကျွန်တော်တို့ရဲ့လူတွေရဲ့ခံစားမှုကိုဖယားကကျွန်တော်တို့လူတွေရဲ့ခံစားမှုကိုမနှစ်သိမ့်ပေးပေမဲ့လဲသူကsorry ကျွန်တော်တို့ကလူတွေစင်မှာရတာပါဘဲနဲ့ကောင်းကင်ဘယ်လိုလဲကောင်းကင်ကပေးစခြင်းကောင်းကင်ချစ်ချင်းမြတ်တာအဖြစ်ပေးစတဲ့အတွက်ကြောင့်ကျွန်တော်တို့ကလူတွေကဖယားကိုကူးကွယ်ရအစ်နဲ့တဲ့
ပြောချင်တာဘာလဲဆိုလို့ရှင်လူတွေကမပေးနိုင်တော့စုကျေစုပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖယားကိုကိုးကွယ်တဲ့တဲ့ဖယားကသူကိုယ်တိုင်ကိုနံပါတ်1ဖယားကသူကိုယ်တိုင်ကိုကျွန်တော်တို့အတွက်ပေးတယ်နော်သူကိုယ်တိုင်ကျွန်တော်တို့အတွက်ပေးဆက်ခြင်းနဲ့သူကကျွန်တော်တို့အတွက်ပေးဆက်တယ်ဒါမဲ့လူတွေကဘာလုပ်ရမလဲဆိုလို့ရှင်လူတွေကတော့ကျွန်တော်တို့ကဖယားကိုဘယ်လိုလဲကျွန်တော်တို့အကြ good relationship ကျွန်တော်တို့ဖယားနဲ့relationship လို့ဘယ်လိုခေါ်ရမလဲဘယ်လိုပြောမလဲ relationship ကျွန်တော်တို့အကြောင်းမှာဆက်သွယ်ဆရာဘယ်လိုလဲ relationship ဆက်သွယ်တာဆက်သွယ်တာနော် okay ကျွန်တော်တို့ဆက်သွယ်တာကျွန်တော်တို့ဖယားနဲ့ကျွန်တော်တို့ relationship ကိုကောင်းရမယ်တကယ်လို့များသားနဲ့သမီးတွေမိဘသမီးနဲ့အဖေလားမိဘနဲ့သားသမီးတွေအကြောင်းမှာဆက်သွယ်မှုမကောင်းလို့ရှင် relationship မကောင်းလို့ရှင်ကျွန်တော်တို့ဘယ်တော့မှကျွန်တော်တို့သူတို့ကိုစိတ်နှလုံးအကျွမ်းမဲ့ကျွန်တော်တို့ချစ်နိုင်မှာမဟုတ်ဘူးကိုးကွယ်နိုင်တာမဟုတ်ဘူးဒါကြောင့်အဲ့ဒီလူတွေကဖယားကိုကိုးကွယ်ခြင်းဘာဖြစ်လို့လဲဆိုလို့ရှင်ကောင်းအဲ့ဒီကိုးကွယ်တာလူတွေကဖန်တီးတာမဟုတ်ဘဲနဲ့ဖယားကပေးထားတာဖြစ်တယ်နံပါတ်2ဖယားသူကိုယ်တိုင်ကျွန်တော်တို့အတွက်ပေးစတဲ့အတွက်ကြောင့်လူတွေကသူ့နဲ့စစ်ဆန်ခြင်းနဲ့ကျွန်တော်တို့ချစ်ချင်းမြတ်တာနဲ့သူပေးစတဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းတုံ့ပြန်စရာလိုတယ်ဥပမာကဖယားကကျွန်တော်တို့ကိုချစ်တယ်ချစ်တဲ့အတွက်ကြောင့်သူကကျွန်တော်တို့အပေါ်မှာမျှော်လင့်တာချစ်ချင်းဖြစ်တယ်ဒါကြောင့်အင်္ဂလိပ်လိုလို့ခေါ်တယ် love requires love ဒါကြောင့်ချစ်ချင်းကချစ်ချင်းကိုပြန်တောင်းတဲ့အတွက်ကြောင့်ဖယားကပေးစတဲ့ဟာလူတွေကကျွန်တော်တို့အကြားမှာစစ်တော်မှုကောင်းရှိဖို့လူတွေကလုပ်ရမယ်နောက်ပြီးဖယားကကျွန်တော်တို့ကိုချစ်တဲ့အတွက်ကြောင့်နဲ့နော်ချစ်ချင်းနဲ့ကျွန်တော်တို့အတွက်ပေးစတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာကိုဘယ်လိုလဲကိုးကွယ်ခြင်းနဲ့ကျွန်တော်တို့တုံ့ပြန်ရမယ်တဲ့နောက်ပြီးပြန်ကြည့်မယ်ဆိုလို့ရှိရင်ဖယားကလူတွေစီမှာမျောလင့်ထားတာဘာလဲဆိုလို့ရှိရင်ကိုးကွယ်ခြင်းတဲ့နော်အဲ့ဒီကိုးကွယ်ခြင်းကိုဖယားကလူတွေစီမှာမျောလင့်ထားတာဖြစ်တယ်ဒါကြောင့်အဲ့ဒီချိန်အဲ့ဒီလေးစကားလုံးလေးကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်စာတနာဘယ်ကနေလာလဲဆိုတာကျွန်တော်တို့နားလည်ပြီအဲ့ဒီလူစီဖာကနေဘာဖြစ်လို့လူစီဖာကသူဘာဖြစ်လို့ဖယားနေတဲ့နေရာဖယားကျွန်တော်ဘယ်လိုလဲဖယားနေရာမှာသူကဘာဖြစ်လို့နေကျင်တာလဲဆိုပြီးမှနည်းနည်းကျွန်တော်စဉ်းပြကျင်တာဆရာမတွေတည်ပြီးသားဖြစ်မှာပဲဒါမဲ့ကျွန်တော်နည်းနည်းအကျယ်ကျက်ကျင်တာပါဆိုလို့ရှိရင်ဖယားကလူတွေရှိမှာလူတွေဖန်ဆင်းတာဖယားကကောင်းကင်တမန်တွေဖန်ဆင်းတာဘာဖြစ်လို့လဲဆိုလို့ရှိရင် number 1ကတော့ worship ဖို့သူ့ကိုကိုးကွယ်ဖို့ပဲအဲ့ဒါနိုင်ငံတော်ဟီဘရုအခန်းကြီး7အငယ်22မှာကြည့်မယ်ဆိုလို့ရှိရင်ဘာရှိလဲဆိုလို့ရှိရင်ကောင်းကင်တမန်တွေကတော့မရည်တွက်နိုင်လောက်အောင်များပြားတဲ့ကောင်းကင်တမန်တွေဖြစ်တယ်အဲ့ကိုသူတို့ငါးခုနဲ့ဘယ်လိုလဲငါးဖွဲ့နဲ့ဖွဲ့ထားတာတွေ့ရတယ် number 2တဲ့ဖွဲ့ကတော့ Lucifer ဖွဲ့ Lucifer တို့အဖွဲ့ဆိုတော့သိတဲ့အတိုင်းပဲသူက Lucifer သူဖယားကို Lucifer အဖွဲ့ဆိုပြီးမှအဖွဲ့တစ်ဖွဲ့ရှိတယ်ဒါဆိုရင် Lucifer အဖွဲ့ကဘာလုပ်ကြလဲဆိုလို့ရှိရင်ဖယားကိုကိုးကွယ်တဲ့သူတွေကိုဥဆောင်တဲ့သူတယောက်ဖြစ်တယ်နောက်ပြီးဒုတိယမှာဘယ်သူလဲဆိုလို့ရှိရင် Michael ဆိုတာရှိတယ်အဲ့ဒီ Michael ကဘာလဲဆိုလို့ရှိရင်အဲ့ဒီဖယားရဲ့လူတွေကိုသူကကာကွယ်တော်သူနော်ကာကွယ်တော်သူ defender ဖြစ်တယ်နောက်ပြီးတတိယမှာဘယ်လိုရှိရလဲဆိုလို့ရှိရင်cherubim ဆိုတာရှိတယ် cherubim တွေကဘယ်လိုလဲဆိုလို့ရှိရင်ခွေရသမားတွေနော်တချင်းစုတဲ့သူတွေဖြစ်တယ်နောက်ပြီး number 4အဖွဲ့တွေကတော့ Gabriel ဆိုတာရှိတယ်အဲ့ဒီ Gabriel တွေကတော့ဖယားရဲ့သားသမီးတွေစီမှာဖယားရဲ့လူတွေစီမှာတရားဟောတဲ့သူနော်စကားပြောတဲ့သူ Gabriel ဖြစ်တယ် number 5ဘယ်သူတွေလဲဆိုလို့ရှိရင် the cherub လို့ခေါ်တယ်အဲ့ဒီ cherub ကတည်တဲ့အတိုင်းပဲအဲ့ဒီအေဒီဥယျာဉ်ကိုဖယားကအာဒမ်နဲ့အေဗီကိုအဲ့ဒီကနေနှင်းထုတ်တဲ့အချိန်မှာပြန်လာမှာဆိုလို့သူကစောင့်ခိုင်းတဲ့ဖယားရဲ့တန်ရှင်သောဖယားကိုစောင့်ရှောက်တော်သူဖြစ်တယ်အဲ့ဒီက defenders of the holiness of God အဲ့ဒီထဲမှာကျွန်တော်တို့ဘာဖြစ်လို့ Lucifer သူက
ကောင်းကင်ကနေချခြင်းခံတယ်သူကအပြစ်သူ့မှာပြစ်ဆိုတာစတင်တဲ့သူဖြစ်တယ်ဆိုမှကျွန်တော်တို့ခဏပြောတာဘာဖြစ်လို့အဲ့ဒီအပြစ်တွေကိုသူ့အစင်မှာလာလဲဆိုလို့ရှိရင်သူကကောင်းကင်တမန်တော်တွေကဖယားကိုကိုးကွယ်တယ်ဆိုတာခဏတွေ့တာနဲ့အဲ့ဒီကိုးကွယ်တဲ့ဟာကိုကျွန်တော်လည်းအဲ့လိုကိုးကွယ်ရင်ကောင်းမယ်ဆိုပြီးမှသူ့မှာဘယ်လိုလဲtemptation ပေါ့သူ့မှာအဲ့ဒီဖယားရဲ့နေရာကိုရချင်တဲ့စိတ်ကိုပေါ်လာတာဖြစ်တယ်ပြောချင်တာပါလဲဆိုလို့ရှိရင်ဖယားကကမ္ဘာဦးကျအခန်းကြီး1အငယ်1ကနေ1ကျမ်းမှာပါလဲအစအနဲ့ဖယားကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏အဲ့ဒီဖယားကဘာကိုအရင်ဖန်ဆင်းတာလဲဆိုတာကြည့်မယ်ဆိုလို့ရှိရင်ကောင်းကင်ဖန်ဆင်းတာနဲ့တူတယ်နောက်ပြီးအဲ့ဒီကောင်းကင်နဲ့မြေကြီးမဖန်ဆင်းခင်မှာကောင်းကင်တမန်တွေဖန်ဆင်းရဲဆိုပြီးမှလူတော်များများဘယ်လိုလဲ theologian တွေကသူတို့အယုံကြည်တာတွေ့ရတယ်အဲ့မှာကျွန်တော်ပြောချင်တာဘာလဲဆိုလို့ရှိရင်အဲ့မှာကောင်းကင်တမန်တော်တွေကိုကောင်းကင်တမန်ကမြေကြီးမဖန်ဆင်းခင်မှာသူကဖန်ဆင်းတာဖယားကိုကိုးကွယ်ဖို့သူ့ကိုကိုးကွယ်ဖို့ပဲနဲ့ဖယားကအဲ့ဒီကိုဖန်ဆင်းထားတာတွေ့ရတယ်ဒါကြောင့်အဲ့ဒီကိုးကွယ်တဲ့သူအတွက်ပဲဖန်ဆင်းတာမဟုတ်ဘဲနဲ့နောက်ကတော့ကောင်းကင်တမန်တွေဖယားကဖန်ဆင်းတာ messenger သူ့ရဲ့အလုပ်ကိုလုပ်တဲ့အတွက်ဖန်ဆင်းတာဖြစ်တယ်ဒါပေမဲ့ပထမတော့သူဖန်ဆင်းတဲ့အချိန်မှာသူ့ကိုကိုးကွယ်တဲ့သူအတွက်ဖယားကအဲ့လိုကိုကျွန်တော်တို့ပုံမှာလဲမျှော်လင့်တယ်ဆိုတာကျွန်တော်ပြောချင်တာဖြစ်တယ်ဒါကြောင့်ကိုးကွယ်ခြင်းကတကယ့်ကိုအရေးကြီးတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကိုးကွယ်တဲ့အချိန်မှာလူစီဖာလည်းဖယားကိုကိုးကွယ်ပြီးမဲ့လဲသူ့စိတ်ကမကောင်းမှုဖြစ်နေတာသူ့နေရာရအချိန်နဲ့စိတ်နဲ့ဖယားကိုကိုးကွယ်တဲ့အချိန်မှာဖယားသူ့အပေါ်မှာဘယ်လိုလဲမကြည်နဲ့တဲ့ပုံကျွန်တော်တို့တွေ့တာပုံပေါ်တဲ့နေရာကိုကျွန်တော်တို့တွေ့တာရှိတယ်အဲ့အချိန်မှာကျွန်တော်တို့သိဖို့ကဖယားကလူတွေကိုဖန်ဆင်းတာဘာဖြစ်လို့လူတွေကိုဖန်ဆင်းတာလဲဆိုလို့ရှိရင်ဖယားကလူတွေကဖယားကိုကိုးကွယ်ဖို့ဖယားကကျွန်တော်တို့အပေါ်မှာအဲ့ကိုမျှော်လင့်ထားတာဖြစ်တယ်ဆိုတာကျွန်တော်နည်းနည်းပြောချင်တာဖြစ်တယ်နောက်ပြီးကျွန်တော်တို့ပြန်ဆက်မယ်ဆိုလို့ရှိရင်ဘာကိုပြန်ဆက်မလဲဆိုလို့ရှိရင်အဓိကအဖြစ်ကျွန်တော်တို့ကိုးကွယ်ခြင်းအဖြစ်ကျွန်တော်တို့ဘယ်လိုကိုးကွယ်မလဲဖယားကိုကျွန်တော်တို့ဘယ်လိုကိုးကွယ်မလဲဆိုမှကိုးကွယ်တဲ့ပုံစံနည်းတော့တေးသေးချာတော့ပြောတာတချို့လူတွေဆိုတော့ experience ရပါတော့ theory နဲ့ဘယ်လိုလဲ practical တော့နည်းနည်းမတူချင်မှတူမှာဒါမဲ့ဒီနေ့ကျွန်တော်တို့နည်းနည်းဆွေးနွေးဖို့တော့ဒီလောက်ထိဖယားကကိုးကွယ်ခြင်းဆိုတာသူတကယ့်ကိုအရေးထားတဲ့ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုမျိုးနဲ့ကျွန်တော်တို့ကိုးကွယ်ရမလဲဒါမှမဟုတ်ကိုးကွယ်တဲ့ပုံစံဘယ်နှမျိုးရှိတာလဲဆိုလို့ရှိရင်သိတဲ့အတိုင်းပဲအများကြီးရှိမှာပဲဒါပေမဲ့ဒီကကျွန်တော်နည်းနည်းဘယ်လိုလဲ highlight ချင်တာနည်းနည်းပြောချင်တာဗာလဲဆိုလို့ရှိရင်ကိုးကွယ်ခြင်းဆိုတာ spirit and the truth တမန်တရားနဲ့ကျွန်တော်တို့နာဝိညာဉ်နဲ့ကျွန်တော်တို့ကိုဖယားကိုကိုးကွယ်ဖို့ဖြစ်တယ်အဲ့ဒါမှကျွန်တော်တို့သိတဲ့အတိုင်း spirit solution ကျွန်တော်တို့ကဘာလဲ spirit တာဘာလဲเนาะအဲ့ဒီက the truth ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့သိတဲ့အတိုင်းပဲ the truth အဲ့ဒီမှာတမန်တရားနဲ့အဲ့ဒီဝိညာဉ်တော်နဲ့ကျွန်တော်တို့ဖယားကိုလူတွေရတယ်ပထမအဆုံးလူတို့မြတ်ကပြောကြတယ်ကျွန်တော်ကတော့ねသူများစီမှာသူများနဲ့ဘယ်လိုလဲသူငယ်ချင်းမရှိလို့ရှိမနေနိုင်ဘူးတဲ့เนาะတချို့လူတွေဆိုလို့ရှိရင်ယုံကြည်သူတွေကသူများနဲ့ပေါင်းပြီးမှသူငယ်ချင်းစီမှာလည်းများဘယ်လိုလဲနေတာလည်းမကောင်းဘူးဆိုတာမျိုးအများကြီးတွေ့ရတယ်ပြောချင်တာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဖယားကဖန်ဆင်းတော့ကသူတို့ကဘယ်လိုလဲမိဖို့ကနေကျွန်တော်တို့ကိုဖန်ဆင်းတယ်အဲ့ဒီဖန်ဆင်းပေးတဲ့နောက်ပိုင်းမှာသူကကျွန်တော်တို့မှာ the living soul လို့ပေးထားတယ်အဲ့ဒီပေးထားတဲ့အချိန်မှာအဲ့မှာကျွန်တော်တို့မှာဝိညာဉ်ပေးထားတဲ့သွန်းထားတာရှိတယ်ဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်တို့ယေရှုခရစ်ကိုကယ်တင်ပိုင်ရှင်အဖြစ်ကျွန်တော်တို့လက်မခံခင်မှာကျွန်တော်တို့မှာဝိညာဉ်ရှိတယ်ဒါပေမဲ့ယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းကတော့တန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့စီမှာဖခင်ကထားတာတွေ့ရတယ်အဲ့ဒါကြောင့်အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့ကိုဘယ်လိုနည်းနဲ့လမ်းပြမလဲခုတကယ်ဆိုရင်တော့ယုံကြည်သူတွေကကျွန်တော်ကဘယ်လိုလဲသူများနဲ့စကားမပြောလို့ရှိရင်ကျွန်တော်တအားဘယ်လိုလဲကျွန်တော်တယောက်တည်းမနေနိုင်ဘူးကျွန်တော်စိတ်နှလုံးကဘယ်လိုမျိုးရှိရလဲဆိုမှပြောကြတယ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူတွေအဲ့လိုမဟုတ်ဘူးဖခင်ကကျွန်တော်တို့နဲ့ဆက်သွယ်မှုလမ်းကြောင်းပြီးတော့ဝိညာဉ်တော်နဲ့ဆက်သွယ်တာဖြစ်တယ်ဒါကြောင့်ယုံကြည်သူတွေကျွန်တော်ကတယောက်တည်းမနေနိုင်ဘူးเนาะအဲ့လိုဆိုမှပြောတဲ့ဟာတော့စဉ်းစားစရာတော့လိုပါတယ်။ဟောဆိုကျွန်တော်တို့တဲမှာဝိညာဉ်တော်ထားတယ်။အဲ့ဒီကိုဝိညာဉ်တော်နဲ့ဖခင်ရဲ့ဝိညာဉ်တော်ကို
ที่ด้วยพี่มาจนเราเตียวเทเบนี่เบนี่อาเบนี่จนเราสิบเปียวสุดๆเนี่ยพยาเนี่ยเบเชิงมาอยู่จนเราเซตไว้ในดาဖြစ်တယ်ဒါကြောင့် spirit solution ကျွန်တော်တို့ဖယားကူပဲအိုတေပြီးမှာကျွန်တော်တို့ရဲ့ဖယားရဲ့ဝိညာဉ်တော်ရဲ့လမ်းပြမှုမှာပဲကျွန်တော်တို့ဖယားကိုကူးကွယ်နိုင်တယ်ဆိုတာကျွန်တော်တို့ယောဟန်အခန်းကြီး4:23မှာကျွန်တော်တို့တွေ့ရတယ်အဲ့ဒီချိန်မှာပါလဲဆိုလို့ရှိရင် true worshipper เนาะ true worshipper အဲ့ဒီကူးကွယ်တဲ့သူစီမှာလဲရှိတာ true worshipper တကယ့်ကိုကူးကွယ်တဲ့သူ true worshipper ကိုဖယားကရှာတာဖြစ်တယ်ဒီကနေ့ကကျွန်တော်တို့သင်ထားတဲ့ဟာတော့ကူးကွယ်ခြင်းနဲ့ချီးမွမ်းခြင်းအဲ့ဒီကူးကွယ်ခြင်းက true worshipper တကယ်ဘလို့လဲတကယ်ကူးကွယ်တဲ့သူဖယားတရားနဲ့ဝိညာဉ်နဲ့တမန်တရားနဲ့ကျွန်တော်တို့မကူးကွယ်လို့ရှိရင်အဲ့ဒီချီးမွမ်းခြင်းကတိတ်ဘလို့လဲ power အဲ့ဒီချီးမွမ်းခြင်းအရာတာချီးမွမ်းခြင်းရဲ့ခံစားချက်ကိုတမျိုးကြီးဖြစ်နိုင်တယ်ဆိုတာကျွန်တော်ပထမဆိုပြောချင်ပါတယ် number 2အနေနဲ့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင် worship ဆိုတာဘယ်လိုကျွန်တော်တို့ဖယားကိုကိုးကွယ်တဲ့အချိန်မှာဖယားရဲ့ရှိမှာပဲဒူးထောက်ရမလားဖယားရှိမှာပဲကျွန်တော်တို့မဲ့ရကြပြီးမှကိုးကွယ်ရမလားဆိုလို့ရှိရင်မဟုတ်ဘူး number 2ဖယားကိုးကွယ်တာကျမ်းစာဖတ်ခြင်းအဖြစ်ကျွန်တော်တို့ဖယားကိုကိုးကွယ်နိုင်တယ်တဲ့ praise the lord ဖယားကိုကျမ်းစာဖတ်ခြင်းအဖြစ်ကိုးကွယ်နိုင်တယ်လူတော်များများကကျွန်တော်ယုံကြည်သူတယောက်ဖြစ်တယ်ဆိုပြီးမှမနေ့ကကျွန်တော်နည်းနည်းပြောတယ်လို့နော်ကျွန်တော်ဖယားစီမှာရှူတောင်းနေဒါပေမဲ့ဖယားကကျွန်တော်တို့ဘယ်လိုအဖြစ်ပေးတယ်ဆိုတာကျွန်တော်တို့အဲ့လိုပြောမယ်ဘယ်လိုလဲနားထောင်ရတအားခဲ့မလားမသိဖယားကကျွန်တော်တို့စီမှာပြောခြင်းတယ်ဒါပေမဲ့ကျမ်းစာမဖတ်တတ်လို့ရှိရင်တော့ဖယားကတမျိုးမျိုးနဲ့ပြောမှာပဲဒါပေမဲ့ကျမ်းစာဖတ်တတ်ပြီးမှမဖတ်လို့ရှိရင်တော့ဖယားကစကားဖယားရဲ့စကားပြောတဲ့ဟာကိုကျွန်တော်တို့လုံးဝနားလည်မှာမဟုတ်ဥပမာကျွန်တော်တို့ကဖယားကိုကူးကွယ်တယ်ဆိုလို့ရှိရင်ကူးကွယ်တယ်ဆိုလို့ရှိရင်ခုကျွန်တော်တို့ရဲ့ဘီနာမှာရှိတဲ့သူကြည့်တဲ့အချိန်မှာကူးကွယ်တဲ့အချိန်မှာဖယားရှိမှာဒူးထောက်ပြီးမှဆူတောင်းပြီးမှနော်မျက်ရည်ကျမှအဲ့လိုကူးကွယ်တာအဲ့ဒီပဲကူးကွယ်တာမဟုတ်ဘူးဖယားကူးကွယ်တာကျမ်းစာဖတ်တာလေဖယားကူးကွယ်တာဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တာဖြစ်တယ်အဲ့မှာကျွန်တော်တို့ဘာကိုတွေ့ရလဲဆိုလို့ရှိရင်ခုနကျွန်တော်တို့ယောဟန်အခန်းကြီး4:23မှာအဲ့မှာ true worshipper အဲ့ဒီတကယ်ကိုကိုးကွယ်တဲ့သူအစစ်မှန်တော့စစ်မှန်တော့ကိုးကွယ်ခြင်းလားမသိအဲ့လိုစကားပြရင်ဆရာမတို့နားလည်ပေးမှာပါနော်အဲ့ကို true worshipper ဖြစ်နိုင်တော့လူတော်များများသူတို့ဖယားကိုကိုးကွယ်ကြတယ်မှန်တယ်ဒါပေမဲ့ဖယားရဲ့တွေ့ချင်တာဘာလဲဆိုလို့ရှိရင် true worshipper အဲ့ဒါကြောင့်ကျွန်တော်တို့ဖယားကတယ်နော်ဆရာမတွေကအတိမှာပါအဲ့ဒီဆရာဇတိယောဆိုတာကြားဘူးလားမသိဆရာဇတိယောသူကကျွန်တော်တို့ဖယားကရှာတော့ဖယားဖြစ်တယ်တဲ့နော်ဘာဖြစ်လို့ဖယားကရှာတော့ဖယားဖြစ်တာလဲဆိုလို့ရှိရင်သူရှာတာအပိတပျောက်ဆုံးတော့တာပျောက်တော့ဝိဘယ်လိုလဲယေရှုခရစ်ကိုမသိတော့သားသမီးတွေကိုရှာတယ်တဲ့နော်အပိသားတွေကိုရှာတယ်နောက်ပြီးသူရှာတာမကဘဲနဲ့ရှာပြီးမှသူတို့အတွက်ဘာပြရလဲဆိုလို့ရှာပြီးမှသူကကဲတင်တယ်အဲ့ဒီကဲတင်ပြီးတဲ့နောက်ပိုင်းသူကဘာရှာပြန်လာလဲဆိုလို့ရှင်သူကိုကိုးကွယ်တဲ့သူကိုစစ်မှန်တော့ကိုးကွယ်ခြင်းတော့တကယ်ဘလို့လဲtrue worshipper သူကိုကိုးကွယ်တော့ဘယ်လိုကိုးကွယ်ကျွန်တော်ကိုဘယ်လိုကိုးကွယ်လဲဆိုတာစစ်မှန်တော့ကိုးကွယ်ခြင်းကိုသူအပြန်ရှာတယ်နောက်ပြီးအဲ့ဒီရှာပြီးတဲ့နောက်ပိုင်းမှာဘာရှာပြန်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့တစ်ပင်ဆိုင်ပြီးမှတစ်ပင်ဆိုင်တာတရက်တီးလေးဆိုင်မှာပဲတခါတလေမှဒါမဲ့အရွက်ဘယ်လောက်ပဲကောင်းကောင်းကျွန်တော်တို့ဘယ်တော့မှစိတ်ကြည်နေတာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကြည်နေတာအသေးလေးတော့သေးသွားလို့ရှိရင်ကျွန်တော်တို့ကြည်နေတယ်အဲ့လိုပုံစံမဲ့ကျွန်တော်တို့ဖယားကကျွန်တော်တို့ကိုအပိသားတွေကိုရှာပြီးမှကျွန်တော်တို့ကိုရွေးနှုတ်တယ်ယေရှုခရစ်ကကျွန်တော်တို့အပိသားနဲ့ကယ်တင်ပြီးမှနောက်ပြီးဘာကြည့်ပြန်လဲဆိုကျွန်တော်တို့ကဘယ်လိုကိုးကွယ်လဲဆိုတာဖယားကကြည့်ပြန်တယ်အဲကြည့်ပြီးတဲ့နောက်ပိုင်းမှာဘယ်လိုကြည့်ပြန်လဲဆိုလို့ရှင်ကျွန်တော်သားသမီးတွေဟာကျွန်တော်ကယ်တင်ပြီးပြီဒါပေမဲ့သူတို့အသေးသလားဆိုတာကျွန်တော်တို့အပေါ်မှာအသေးကိုပဲမျှော်လင့်တာဖြစ်တယ်ဆရာမတွေဒီကကျွန်တော်တို့အသေးကဘာအသေးကြလဲနော်
ဒါကြောင့်ဖခင်ကကျွန်တော်တို့အပေါ်မှာဘယ်လောက်ထိသူကျွန်တော်ကိုကိုးကွယ်နိုင်တယ်လဲဆိုတာသူဂျင်းနေတာမဟုတ်ဘူးဖခင်တို့ကရှာတော့ဖခင်ဆိုတဲ့အတွက်ကြောင့်သူကကျွန်တော်တို့အပေါ်မှာရှာတာမျော်လင့်တာအသေးကိုမျော်လင့်တယ်သိပင်ဆိုင်တဲ့သူကတရက်ကိုဆိုင်တဲ့သူကတရက်သေးကိုမျော်လင့်တယ်လို့နော်ဖခင်ကကျွန်တော်တို့အပေါ်မှာသေးလေးကိုမျော်လင့်တာဖြစ်တယ်အဲ့မျော်လင့်တဲ့အချိန်မှာသူဘာကိုပြန်မျော်လင့်တယ်လဲဆိုလို့ရှိရင်တခါတည်းနဲ့နောက်ဆုံးဘယ်လိုလဲနေကုန်းချုပ်နေတဲ့အဲ့ဒီရှာတဲ့ပုံစံပြောမှာပေါ့အဲ့ကိုကျွန်တော်အတွက်ဘယ်သူကျွန်တော်နိုင်ငံကျွန်တော်အတွက်ဘယ်သူသွားမလဲသစ္စာရှိသောလူကိုရှာနေတယ်လို့Ezekiel မှာတွေ့ရတယ်ဒါပေမဲ့တယောက်မှမတွေ့ဘူးဆိုမှပြန်ပြောပြန်တယ်နော်သူကဘာရှာနေသူအတွက်တရားဟောမဲ့သူနှုတ်အလုံးမဆောင်မဲ့သူကိုပြန်ရှာတယ်ဒါကြောင့်ကျွန်တော်တို့ဖခင်ကရှာတော့ဖခင်ဆိုမှကျွန်တော်တအားခြင်းနဲ့ဒါကြောင့်ကျွန်တော်တို့ကလူတွေကကျွန်တော်ကိုချင်းမြောက်တဲ့အချိန်မှာဘယ်သူကလာကျွန်တော်ကိုလာချင်းမြောက်လဲလာမြောက်တာလဲဆိုတာကျွန်တော်တို့လုံးဝမသိတော့ဘူးကျွန်တော်တို့သိတာသူတို့စကားပဲနားထောင်တယ်ဒါပေမဲ့ဖခင်ကကျွန်တော်တို့ရဲ့ဂိုးကွယ်တဲ့စကားလေးကိုပဲမကြည်နပ်ပဲနဲ့ကျွန်တော်တို့ရဲ့စိတ်နှလုံးနော်အဲ့ကိုပဲသူကကြည်တာဖြစ်တယ်ဒါကြောင့် true worshiper ပထမမှာဖခင်ကဖခင်ကိုကိုးကွယ်တဲ့အချိန်မှာဘယ်လိုကိုးကွယ်ရမလဲဝိညာဉ်နဲ့ကိုးကွယ်ရမယ် worship with spirit အဲ့ဒီဝိညာဉ်နဲ့တန်ရှင်းသောဝိညာဉ်တော်နဲ့ဒါကြောင့်ပင်ကဝိညာဉ်ရေးဖခင်ကြလို့ပြောတယ်ကျွန်တော်တို့ယုံကြည်သူတွေရတယ်စာတမနာကကျွန်တော်တို့ကိုမောင်းတယ်တဲ့ဒါပေမဲ့တန်ရှင်းသောဝိညာဉ်တော်ကျွန်တော်တို့ကိုလမ်းပြတယ်တဲ့ praise the lord စာတနာကျွန်တော်တို့ကိုစိထားပြီးမှမော်တော်ကားလိုပဲလို့မောင်းတယ်ဒါပေမဲ့တန်ရှင်းသောဝိညာဉ်တော်ကအိုးတမီးဒါဒီမှာလာပါဒီအလန်းကောင်းဒီမှာလမ်းကအသက်ရှင်သောလမ်းအသက်ဘကောင်းကင်နိုင်ငံလမ်းဖြစ်တယ်ဆိုမှကျွန်တော်တို့အတွက်ကောင်းသောအရာကောင်းတဲ့နေရာကိုလမ်းပြပို့ဆောင်သောဝိညာဉ်တော်ဖြစ်တယ်နံပါတ်1မှာကျွန်တော်တို့ဖခင်ကိုးကွယ်တဲ့အချိန်မှာဘယ်လိုကိုးကွယ်မလဲဆိုကျမ်းစာဖတ်ခြင်းကိုးကွယ်ရမယ်အဲ့ဒီကျမ်းစာဖတ်ခြင်းဆိုတာအဲ့လိုကျွန်တော်တို့ဟာခါစကားမှာတော့အဲ့လိုရှိတယ်ဆုတောင်းတဲ့သူကတဲ့ပုံမှန်ဆုတောင်းတဲ့သူကဖခင်ကဆုံးမကာကွယ်တယ်တဲ့ဒါပေမဲ့ဖခင်ကနော်ဖခင်ကsorry ဖခင်ကြောင့်ကိုပုံမှန်တက်တဲ့သူကတဲ့ဖခင်ကြောင့်ကိုပုံမှန်တက်တဲ့သူကဖခင်ဘယ်လိုလဲသူတို့မှာကျမ်းမာရေးကောင်းတယ်တဲ့နောက်ပြီးကျမ်းစာကောင်းဖတ်တဲ့သူကတဲ့ကျမ်းစာ sorry ပုံမှန်ဖတ်တဲ့သူကသူတို့ဝိညာဉ်ရေးမှာကြီးထွားတယ်တဲ့ထွားတယ်တဲ့ချစ်တော်ဆရာမဒီကနေ့ကကျွန်တော်တို့သိဖို့ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့နားလည်ဖို့ကကျမ်းစာယုံကြည်သူတယောက်အနေနဲ့ကျွန်တော်တို့ကျမ်းစာဖတ်ယုံမအောင်ပဲနဲ့ဆုတောင်းယုံမအောင်ပဲနဲ့ဖခင်အကြောင်းကိုလည်းမှန်တက်ရမယ်ဆိုတာကျွန်တော်တို့ကျမ်းစာကသွန်သင်ပေးထားတာဖြစ်တယ်ယုံကြည်သူတယောက်ဆိုပြီးမှဖခင်အကြောင်းလည်းမတက်ချင်တဲ့သူကျမ်းစာလည်းမဖတ်ချင်တဲ့သူနေ့တိုင်းဆုတောင်းတာနော်နေ့တိုင်းကရာဖခင်ကကြိုက်တာမဟုတ်ဘူးထွားပြီးမှကိုကောင်းပဲထွားပြီးမှအလက်တွေမထွားလို့ရှင်တော့ကြည့်လို့ကောင်းမလားကြည့်လို့မကောင်းဘူးချစ်တော်ဆက်ဆရာမတွေဒီကဖခင်ကိုကျွန်တော်တို့ဘယ်လိုကိုးကွယ်မလဲ number 1ကဝိညာဉ်တော်နဲ့ကိုးကွယ်ရမယ် second ကျမ်းစာဖတ်ရင်လည်းကျွန်တော်တို့ဖခင်ကိုကိုးကွယ်ရမယ်အဲ့ဒီဖခင်ကခုနပြောသလိုဂျောင်းအခန်းကြီး4အငယ်33မှာ the truth ဆိုပြီးမှဒါကြောင့်ဖခင်ကျမ်းစာကိုမဖတ်တဲ့သူဟာဘယ်တော့မှဓမ္မတရားနော်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွယ်ဝမှာမဟုတ်ဘူးမထွားမှာမဟုတ်ဘူးကျွန်တော်တို့ဘယ်လောက်ပဲကိုးကွယ်ကျွန်တော်တို့ဘယ်တော့မှဘယ်လိုလဲတိုးတက်တာရှိမှာမဟုတ်ဘူးဝိညာဉ်ရေးပိုင်းမှာလည်းမထွားနိုင်ဘူးအဲ့ဒါ number 3ဘယ်လိုကျွန်တော်တို့ကိုးကွယ်ရမလဲဆိုလို့ရှိရင်ဆုတောင်းရင်လည်းကျွန်တော်တို့ဘုရားကိုကိုးကွယ်ရမယ်ဆုတောင်းခြင်းမနေ့ကကျွန်တော်တို့နည်းနည်းဆက်ပြောသလိုဆုတောင်းတယ်ဆိုတာဆုတောင်းဘုရားရှင်မှာဘာလေးကိုတောင်းတာမဟုတ်ဘူးဆုတောင်းတယ်ဆိုလို့ရှိရင်ဘုရားနဲ့အပြန်အလှန်စကားပြောတာဖြစ်တယ်ဒါကြောင့်ဖခင်ကျွန်တော်တို့ဖခင်ရှိမှဒူးထောက်မှဆူတောင်းပြီဆိုလို့ရှိရင်ဖခင်နော်နေဟမြကအဲ့လိုဆူတောင်းတယ်နေဟမြရဲ့ဆူတောင်းပုံ3ခုကဘယ်လိုဆူတောင်းလဲဆိုလို့ရှိရင်ဖခင်ကောင်းကင်နဲ့မြေကြီးဖန်ဆင်းသောဖခင်ဘာမဆူတက်နိုင်သောဖခင်ဖြစ်တယ်ဆိုတာသူကလက်ခံတယ်
number 2ตัวเล็กขนาดบาเลสโลชินจนอนเนี่ยจนอนลูมิวจนอนอยู่สวยมิวจนอนรู้มีตาสัวพยาชิมาอภิตาพิเดพยาชิมาจนอนรู้อภิลุนจูเรตุพิเดสุระตัวอย่าลุอันนี้เนี่ยตัวอย่าลูเรียเชียเนี่ยก็ตัวเล็กขนาดที่ต้องเสียสมารู้ดีเงี้ยจนอนรู้สุดท้ายเนี่ยจริงมากูยี่เชียเนี่ยกูมาตีไปเนี่ยพยาเยแบบพยาสิมาจนอนสุดท้ายเนี่ยดาลีสุระมาตีไปเนี่ยสุดท้ายเนี่ยจนอนรู้สุดท้ายเชียบลูเลยอาจูกูขันซามา冇ဘူးအဲ့ဒါနဲ့နေမြကဖယားဘသူစီမှာကျွန်တော်ဆူတောင်းနေဆိုရင် तू ကနားလေတယ်တီးတဲ့အတိုင်းပဲ तू ကရှင်ဘရင်ကြီးရဲ့စပည့်ပေးတော့လူဖြစ်တယ်အဲ့ဒီမှာ तू အဆင့်တအားမြင့်တယ် तू ဘရင်စီမှာကြိုက်တယ်လို့ပြောလို့ရတယ်ဘရင်ရဲ့ဘယ်လောက်အာဏာရှိတယ်ဆိုတာသိတယ်သိတဲ့အတိုင်းပဲ तू ကပေးထားတယ်ဒါပေမဲ့ဒီဖယားဒီတခင်ကြီးရဲ့သူတို့ရဲ့တိုင်းပြည်ရဲ့ဘယ်လိုလဲတခင်ရဲ့တက်နိုင်တဲ့အကူအကုန်လုံးသိတယ်ဒါပေမဲ့အဲ့ဒီသိတဲ့အကူ तू ကပထမမထားဘူးကောင်းကင်နဲ့ဖန်ဆင်းတော့ဖယားမမြင်နိုင်တော့ဖယားကိုပဲအိုးထိတ်ထားပြီးမှ तू ကဆူတောင်းတာတွေ့ရတယ်ဒါကြောင့်အဲ့ဒီစီမှာဆူတောင်းတဲ့အချိန်မှာအိုးဖယားဘာမဆူတတ်နိုင်တော့ဖယားဆိုမှဆူတောင်းတယ်နောက်ပြီးကျွန်တော်မိသားစုကျွန်တော်လိုမျိုးတွေဟာဖယားရှိမှကျွန်တော်အပြစ်သားဖြစ်တယ်ကျွန်တော်တို့ဖယားရဲ့မကြိုက်တဲ့ဟာကျွန်တော်တို့အကုန်လုံးလေဆုံးအပြစ်သားဆိုတာသူတို့နားလေတယ် number 3အဲ့ဒီကိုဖယားဆိုတာဘယ်လိုတီးပြီးမှကိုကျွန်တော်ဘယ်သူလဲဆိုတာတီးပြီးမှဆူတောင်းတဲ့ဖယားကဖယားစီမှာတောင်းတယ်သူကြိုက်တဲ့ဟာကိုတောင်းပြီးမှနံပါတ်4ဖယားကသူဆူတောင်းတာကိုနားကောင်းပြီးမှအဖေပေးထားတာတွေ့ရတယ်ချစ်တော်ငယ်ကိုမောင်နှမတို့ဒီကနေ့ကကျွန်တော်တို့ဖယားကကူးကွယ်တယ်ဆိုလို့ရှိရင်ဒူးထောက်ပြီးမှသူ့စီမှာဖယားကိုကုံတော်ချီးမွမ်းတာမဟုတ်ဘဲနဲ့ချီးမွမ်းတဲ့အချိန်မှာဆူတောင်းခြင်းနဲ့ပဲကျွန်တော်ဖယားကိုကူးကွယ်နိုင်တယ်ဆိုတာကျွန်တော်နည်းနည်းဒီမှာနည်းနည်းဖော်ပြခြင်းတာဖြစ်တယ် number 4ဖယားကျွန်တော်တို့ဘယ်လိုကိုးကွယ်နိုင်မှာလဲကျွန်တော်တို့ကိုးကွယ်နိုင်ကိုးကွယ်တဲ့နေလာတာဖယားစီမှာကျွန်တော်တို့ Thanksgiving ကျွန်တော်တို့ကျေးဇူးတင်စကားကျွန်တော်တို့ကုံတော်ကိုချီးမွမ်းရမယ် we have to give thanks to the Lord at all times 1 Thessalonians chapter 5 verses 16 17 and 18အဲ့ဒီမှာကျွန်တော်တို့တွေ့ရတာအင်္ဂလိပ်လိုဆိုရင်တော့it is seemingly 3 impossible things ဘယ်လိုဖော်ပြထားလဲဆိုလို့ရှိရင်ကျေးဇူးတော်ချီးမွမ်းပါဘယ်လိုလဲ give thanks နော် give thanks ကုံတော်ချီးမွမ်းပါ number 2မယက်မနာဆူတောင်းပါ number 3အရာရာတိုင်းမှာကျေးဇူးတော်ချီးမွမ်းပါတယ်တကယ်ဆိုတော့နေရာတိုင်းဘယ်လိုလဲ in all things နော်ဘယ်အချိန်ပဲဖြစ်ဖြစ်အချိန်ကလားဘာဘယ်နေရာပဲရောက်ကျွန်တော်တို့ဘယ်အချိန်နေပဲရှင်းနေကျွန်တော်တို့ဖယားစီမှာကုံတော်ကိုချီးမွမ်းရမယ်နော်ဒါပေမဲ့နေ့တိုင်းဆူတောင်းလို့ရလားချစ်တော်ကြီးတို့ဆက်ဆံမလို့နော်မယက်မနာဆူတောင်းမယ်ဆိုတာဘယ်လိုဆူတောင်းမလဲတကယ်ဆိုတော့ဆူတောင်းလို့မရဘူးကျွန်တော်တို့ evangelist အစောမှပြောဘူးတယ်ဘိုင်းနဲ့နော်ဘိုင်းနဲ့ခရီးသွားလို့ရှိရင်လည်းဆူတောင်းမှာဒါပေမဲ့မျက်စိမဖိတ်နဲ့တယ်နော်ပြောချင်တာဆူတောင်းမယ်ဒါပေမဲ့ဘယ်လိုဆူတောင်းမလဲအချိန်မရက်မနာဆူတောင်းမှာယုံကြည်သူတို့မရက်မနာဆူတောင်းမှာဆိုတဲ့အချိန်မှာလို့တော်များများကဆူတောင်းတယ်နော်စားတဲ့အချိန်မှာလည်းဆူတောင်းတယ်မှာကျွန်တော်ဆူတောင်းတယ်ကျမ်းစာမှာအဲ့လိုပေါ်ပြထားတာ2မျိုးရှိတယ်လို့ကျွန်တော်ခံစားတယ်တစ်ခုကတော့ဘယ်လိုလဲမရက်မနာဆူတောင်းခိုင်းတာ pray without ceasing ဆိုတာဘာလဲဆိုလို့ရှိရင်တစ်ခုကတော့ကျွန်တော်တို့ဆူတောင်းချိန်ကိုဖယားကိုကျွန်တော်တို့တကယ်ချစ်တယ်ဆိုလို့ရှိရင်ဆူတောင်းချိန်အချိန်လေးကိုတတ်မှတ်ရမယ်အချိန်မတတ်မှတ်လို့ရှိရင်ဘယ်တော့မှကျွန်တော်တို့ချစ်တယ်ဆိုတာပေါ်ပြလို့မရဘူးနိုင်ငံခြား USD နဲ့ကျွန်တော်တို့အချိန်မတူဘူးဆိုတော့သူတို့ကျွန်တော်တို့ညမှာသူတို့နေ့အဲ့ဒါကြောင့်သူတို့ကစကားပြောမယ်မနဲ့ဖားမယ်လားဆိုမှကျွန်တော်တို့တိုက်ခေါင်ရဖြစ်ရင်လည်းပဲမအိပ်ပဲနဲ့စောင့်နေတယ်နော်အချိန်ကိုကျွန်တော်တို့လေးစားတယ်အဲ့လိုပဲကျွန်တော်တို့ဘုရားကိုတကယ်ချစ်တယ်ကိုးကွယ်မယ်ဆိုလို့ရှိရင်ဆူတောင်းတဲ့အချိန်နဲ့တကယ်ကိုအချိန်ပေးရမယ်အချိန်လေးကိုထားမယ်အားတဲ့အချိန်တိုင်းပဲဆူတောင်းတာမကောင်းဘူးဒါကြောင့်ဘုရားဒီနေ့ကတအားဘယ်လိုလဲအလုပ်များတယ်ကြားမှာတရက်မှာ3ခါဆူတောင်းတယ်အဲ့ဒီကထမင်းစားတာနဲ့မအိတ်ခင်မှာဆူတောင်းတာမပါဘူးဆိုတာကျွန်တော်တို့နားလည်ရမယ်ဒါကြောင့်ဆူတောင်းနေပဲကျွန်တော်တို့ဘုရားကိုကိုးကွယ်နိုင်တယ် number 2ကျွန်တော်တို့ဆူတောင်းတဲ့အချိန်မှာမျက်စိမ
มันไม่เป็นเนี่ยเส้นนลงเนี่ยကျွန်တော်တို့ပါဘယ်နေရာပဲရောက်ဆူတောင်းလို့ရပါတယ်အဲ့ဒါကိုဖျားကိုကြွယ်တာဖြစ်တယ်ဆိုတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဆူတောင်းပြီးမှဘယ်နေရာပဲရောက်နော်သွားပြီးမှခုဆိုရင်တော့နှစ်ချက်လေးလည်းရှိတယ်ကျွန်တော်နှစ်ချက်လေးလိုချင်တာပါလဲဆိုလို့ရှင်သွားရင်လည်းမြို့ထဲမှာသွားရင်လည်းနော်တချို့လိုလို့ရှင်တော့ main ကလေးအတွက်ဆိုရင်တော့ဒီနာလေးကိုကြည့်ပြီးမှအဲ့ဒီအင်ကြီးကိုတအားကြိုက်တယ်ဟိုကကြိုက်တယ်အဲ့ဒါကြိုက်တယ်ဆိုမှမျက်စိကနော်ဘယ်တော့မှမျက်စိကဝတာမရှိဘူးဆိုတော့လေကြိုက်တာများတယ်ဒါပေမဲ့ဖယားနှုတ်ကပတ်တော်နားထောင်ပြီဆိုလို့ရှင်ကျွန်တော်တို့ဘယ်နေရာပဲသွားတော့ခွန်အားပြီးပြီးမှသူများအမရှိတဲ့ကားကောင်းကောင်းလေးတောင်မှကျွန်တော်တို့စိတ်ဝင်မစားတော့ဘူးအဲ့မှာကျွန်တော်တို့နဝင်တာနဲ့နားနဲ့ကြားတဲ့အားနဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အကုန်လုံးကိုထိမ့်ချုပ်ထားတာတွေ့ရတယ်ဒါကြောင့်ဖယားကျွန်တော်တို့ဆုတောင်းတဲ့အချိန်မှာဘယ်လိုဆုတောင်းမလဲပထမညမှာကျွန်တော်ပြောထားတယ်လို့နော်ဆုတောင်းတဲ့အချိန်မှာဆာလံလေးနဲ့ဆုတောင်းလိုက်ဖယားဒီငါ့တိုးထိန်ဖြစ်တယ်အိုးဟာလေလုယာဖယားကျွန်တော်တိုးထိန်ဖြစ်တယ်အိုးဖယားကျွန်တော်မသိဘူးနော်ကျွန်တော်ဖာရဝရဖယားကြီးကျွန်တော်ရဲ့တိုးထိန်ဖြစ်တယ်ကျွန်တော်ဒီဝမ်းနဲ့ဘယ်လိုလဲထာဝရဖယားဒီငါ့တိုးထိန်ဖြစ်တော်မူရဲ့ငါဒီဆင်းရဲမခံရတယ်နော်အဲ့ဒါဖယားကိုကျွန်တော်ရဲ့တိုးထိန်အနေနဲ့ကျွန်တော်ထားမယ်ဆိုလို့ကျွန်တော်ဆင်းရဲတာမရှိဘူးဆိုတာပဲ as long as I can my God as my shepherd I will never be in needs အဲ့ဒါကျွန်တော်မကြိုက်တာမဟုတ်ဘူးဒါပေမဲ့စီးတဲ့ဟာလေးတွေနဲ့ကျွန်တော်ကြည်နေတာကိုပြောချင်တာဖြစ်တယ်ဒါကြောင့်ချစ်တော်ဆရာမတို့ဒီနေ့ကကျွန်တော်တို့ဖယားကိုကိုးကွယ်တယ်ဆိုလို့ရှိရင်နော်ဖယားရှိမှကိုးကွယ်တာများရှိတယ်ဆုတောင်းခြင်းနဲ့ပဲကျွန်တော်ဆုကိုးကွယ်နိုင်တယ်ဂျေဇုတင်စကားနဲ့ဖယားဂျေဇုတင်တယ်ဆိုပြီးမှကျွန်တော်တို့ဖယားကိုဘယ်နေရာမှာအတိုင်းဘယ်လိုလဲဘယ်အချိန်ပဲရောက်ဘယ်နေရာပဲရောက်ကျွန်တော်တို့ဖယားကိုကိုးကွယ်နိုင်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ခုနကကျွန်တော်ပြောသလိုဘယ်နေရာဘယ်လိုလဲဘယ်အချိန်ပဲဘာဘယ်လိုလဲကျွန်တော်တို့ဝန်နေတဲ့အချိန်ဖြစ်ပါစေ every time we have to give thanks ဘာဖြစ်လို့လဲဆိုတော့ဖယားကအရှင်ဘောလုကEphesus Chris ဘယ်လိုလဲယုံကြည်သူစီမှာစကားပြောတာဘယ်လိုလဲဆိုရင်rejoice evermore rejoice in the Lord always and again I say rejoice ဖယားမှာဘယ်လိုလဲ rejoice ဝမ်းမြောက်ကြပါကျွန်တော်တဖန်ပြန်ပြောမယ်ဝမ်းမြောက်ပါဖယားရှင်မှာတဲ့နော် in the Lord ဖယားကျွန်တော်တို့စီမှာရှိတဲ့အတွက်ကြောင့်ဖယားမှာပဲကျွန်တော်တို့ဝမ်းသာနိုင်တာဖြစ်တယ်ဆိုတာကျွန်တော်နည်းနည်း broken Burmese နဲ့ပြောချင်တာဖြစ်တယ်နော် broken Burmese တမန်ကျမ်းစာနဲ့ဆိုရင်တော့နည်းနည်းကွာသွားမှာပေါ့ဒါပေမဲ့ဆရာဆရာမတို့နားလည်ပြီးမှာပါ okay and number 3ကျွန်တော်တို့ဘယ်လိုဖယားကိုကိုးကွယ်ရမလဲဆိုလို့ရှိရင်ဆရာမတို့ဘယ်လိုကိုးကွယ်လဲမသိအခုချင်းကပ္ပပေါ်မှာ praise and worship တကယ်နာမည်ကြီးတယ်လို့ခုယုံကြည်သူတွေမှာနာမည်ကြီးတာ quiet time လေ quiet time ဆိုတာဘယ်လိုပြောတာလဲမသိပါမှာစကားနဲ့ quiet time အဲ့ဒီဖယားရှိမှာဖယားနဲ့ဘယ်လိုလဲဆရာတိတ်စိတ်နေတဲ့ဆိုတာလေဟုတ်ကဲ့တိတ်စိတ်နေတဲ့ဆိုတာလေကိုယ်တိတ်စိတ်နေတဲ့ဆိုတာကိုယ် okay တိတ်စိတ်နေတဲ့ဆိုတာကိုယ်တယ်ဟုတ်ပြီအဲ့ကိုယ်တာကျွန်တော်ဘယ်လိုကိုယ်လဲဆိုလို့ရှိရင်မနေ့ပိုင်းစောထားမှာအဲ့ဒီမတချင်းတွေဖွင့်လို့စင်တော့သားသမီးတွေအကုန်လုံးနိုးမှာဆိုလို့လေကလေးရှိလို့စင်တချင်းနာထောင်ပြီးမှဥပမာပေါ့ကခုနဘယ်လိုလဲထိုက်တန်းလှအဖထိုက်တန်းလှဒါမျိုးဒါမှမဟုတ်ရင်ယေရှုရှင်သည်အမှုထိုင်ဝမ်းနေတော့ကကျင်နာသည်ဒါမျိုးကိုဖွင့်တယ်အဲ့ကိုကျွန်တော်ဘာမှစကားမပြောတော့ဘူးအဲ့ကိုဆိုခိုင်းတယ်ဆိုပြီးမှမနေ့ပိုင်းမှာမျက်ရည်ချပြီးမှကျွန်တော်ရဲ့ဘယ်လိုလဲအာယုံအကုန်လုံးကဖယားရှိမှာပဲရှိတယ်အဲ့ကိုကျွန်တော်တချင်းမရှိတော့ဘူးဒါပေမဲ့အဲ့ဒီတချင်းလေးနားထောင်ချင်း music နားထောင်ချင်းအပြင်ကျွန်တော်တို့ဝိညာဉ်တော်ကိုခွန်အားပေးပြီးမှကျွန်တော်ဖယားရှိမှာအဲ့လိုကိုးကွယ်တာလေကျွန်တော်တအားကျင်တယ်ဒါကြောင့်ကျွန်တော်တို့ဖယားကိုးကွယ်တဲ့အချိန်မှာနော်မနေ့ကကျွန်တော်တို့ဆရာထောင်ကပြောတယ်လို့မနေ့ကတအားကောင်းတယ်ကျွန်တော်တို့ praise and worship ဖယားကိုကိုးကွယ်တဲ့အချိန်မှာဖယားကိုချီးမွမ်းတဲ့အချိန်မှာယုံကြည်သူတွေကမယုံကြည်သူတွေရဲ့နေပုံထိုင်ပုံကိုကျွန်တော်တို့အတုခိုးတာများတယ်။ဘာဆိုတော့သူများကိုဆွဲဆောင်နိုင်အောင်ကြိုးစားကြတယ်။ဆရာမတို့ချစ်တော်ဆရာမတို့သူများကိုမယုံသိစေမှာဘလောက်ပဲသူတို့နာမည်ကောင်းပြီးမှရုပ်ပုံဘလောက်ပဲကောင်းကျွန်တော်တို့အတုမခိုးကြရအောင်
ဖယားကပြီးတဲ့ကျွန်တော်တို့ရဲ့ဘလို့လဲဘလို့လဲအမွေအရာမကောင်းရင်တော့မှဖယားကပြီးတဲ့အမွေအရာလေးနဲ့ကျွန်တော်တို့ဖယားရဲ့ပြီးတဲ့ယုံကြည်ခြင်းနဲ့ပဲကျွန်တော်တို့ဖယားကိုကိုးကွယ်ကြရအောင်အဲ့လိုကိုးကွယ်ချင်းမွန်းတဲ့အချိန်မှာဖယားကကျွန်တော်တို့ကိုကောင်းကြီးပေးပြီးမှကျွန်တော်တို့မတက်တဲ့ကြားမှာသူများကကျွန်တော်တို့ရဲ့ကိုးကွယ်ခြင်းနဲ့ချင်းမွန်းခြင်းမြင်ခြင်းအဖြစ်သူတို့ကဖယားကိုကိုးကွယ်မှာဖယားကိုချင်းမွန်းမှာဖြစ်တယ်သူများအတုခိုးတာအလုတ်များတယ်သူများနဲ့မတူလို့ရှင်သူများက तू အတုခိုးတယ်ဒါပေမဲ့မမှားမှုဆိုတာမျိုးပြောတတ်တယ်နော်ဒါကြောင့်ဒီနေ့ကကျွန်တော်တို့ဖယားကိုကိုးကွယ်တဲ့အချိန်မှာဘယ်လိုကိုးကွယ်မလဲဆိုလို့ရှင် music နားထောင်ခြင်း music နဲ့ပဲကျွန်တော်ကိုးကွယ်လို့ရပါတယ်ဆိုတာဖယားကိုးကွယ်တဲ့နေလန်တခုကျွန်တော်ပြောပြချင်တာဖြစ်တယ်လူတော်တော်များများဘယ်လိုလဲအတွေ့အကြုံရှိမယ်လို့ကျွန်တော်ထင်ပါတယ်အဓိကဖြစ်မှန်တဲ့ပိုင်းမှာစကားမပြောဘဲနဲ့ဖယားရှိမှာဒီဟိန္ဒူမှာဆိုလို့ရှိရင်သူတို့ဂျောကာလို့ခေါ်တယ်ဂျောကာဘယ်လိုထိုင်ကြလဲဆိုတော့သူတို့ထိုင်ပြီးမှအဲ့လိုထိုင်ပြီးမှဘာမှမစင်စားတော့အဲ့လိုထိုင်ပြီးမှသူတို့ကတရားကျင့်တယ်ဆိုမှပြောကြတယ်ကျွန်တော်တို့ယုံကြည်သူတွေဖယားရှိမှာ music လေးနဲ့ထိုင်ပြီးမှဖယားရှိမှာခုနကျွန်တော်တခြင်းတအားကြိုက်လာနော်အင်္ဂလိပ်လိုကတော့ does Jesus care Jesus he care yes I know he care ကျွန်တော်ဝမ်းတဲ့ချိန်မှာနော်ကျွန်တော်ကိုအားပေးတဲ့သူဖရားဖြစ်တယ်ဆိုမှအဲ့ဒီတခြင်းလေးကိုနားထောင်လို့ရှင်ကျွန်တော်ခန္ဓာကိုယ်ကတခါတလေကျွန်တော်ကဒီလောကမှာမနေတဲ့ပုံစံကောင်းကင်တိုင်းမှာရောက်တဲ့ပုံစံနဲ့နော် rocket စီးတဲ့ပုံစံကျွန်တော်ခံစားတာများတယ်ဒါကြောင့်ကျွန်တော်တို့ဖရားကိုကိုးကွယ်တဲ့အချိန်မှာ music နဲ့လည်းဖရားကိုးကွယ်လို့ရတယ်နောက်ပြီး number 6မှာကျွန်တော်တို့ကိုးကွယ်တဲ့အချိန်မှာဘယ်လိုကိုးကွယ်မလဲဆိုလို့ရှိရင်တရိယာချင်းဖြင့်လည်းကျွန်တော်တို့ကိုးကွယ်လို့ရပါတယ်ဘာတရိယာမလဲဆိုလို့ရှိရင်ဖခင်ကကျွန်တော်တို့အပြစ်သားဖြစ်ပေမဲ့လည်းကျွန်တော်တို့ဖခင်ကဆာလံအခန်းကြီးဆာလံနံပါတ်51မှာ50မှာပြောထားတဲ့ဟာကျွန်တော်ကြည့်မယ်ဆိုလို့ရှင်ဖခင်ကကျွန်တော်တို့ဇစ်ပူဇော်တာကိုဖခင်ကြိုက်တာမဟုတ်ဘူးကြိုက်မယ်ဆိုလို့ရှင်ဒီစကြဝဠာမှာရှိတဲ့တိရစ္ဆာန်တွေကဖခင်ရဲ့ဥစ္စာပဲဒါပေမဲ့ဖခင်ကကြည်ခွဲတော့နှလုံးသားကိုကြိုက်တဲ့ဖခင်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့ချိန်မှာကျွန်တော်တို့ဝမ်းနဲ့ကြည်ခွဲတဲ့ဟာဖခင်ရှိမှကျွန်တော်အပြစ်သားပဲအိုးဖခင်ကဒီလောက်ထိကျွန်တော်ကိုချစ်တယ်ဆိုမှသူ့ရဲ့ဖခင်ရဲ့ချစ်ခြင်းနော်ဆာလံ130မှာကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုကျွန်တော်တို့ဟောပြထားလဲဆိုလို့ရှိရင်အဲ့လိုပဲပြောတော့မယ်ကျေးဇူးပြုပြီးတော့အဲ့ဒါ praise the Lord oh my soul ရှင်ဒေးဗစ်သူကအသက်တအားဦးတယ်အဲ့ဒီဦးတဲ့အချိန်မှာသူကထိုင်းပြီးမှဖခင်ရဲ့ဘယ်လိုလဲ imagination တော့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုသူကစဉ်းစားတယ်ဖခင်အကောင်းမှုကိုသူကစဉ်းစားတယ်စဉ်းစားတဲ့အချိန်မှာသူကပြောတာ ਨੇ အိုးကျွန်တော်ရဲ့အထက်ရှိတဲ့ဟာအကုန်လုံးဖခင်ကိုကိုးကွယ်ပါသူ့လက်ကိုသူ့ခြေထောက်တွေသူ့ရဲ့နှလုံးသားသူ့ရဲ့ကောင်းမျက်စိတွေကိုသူကတယောက်လူတယောက်အနေနဲ့သူထားပြီးမှအိုးဖခင်ကိုကိုးကွယ်ကြပါနောက်ပြီးသူကကျွန်တော်ရဲ့ဖယားကိုကိုးကွယ်ကြပါအိုးဖယားဆိုကိုးကွယ်တယ်နောက်ပြီးကျွန်တော်ရဲ့အနာတွေကိုပျောက်စေတယ်နောက်ပြီးကျွန်တော်အပြစ်တွေကိုခွန့်လွတ်တော်ဖယားဖြစ်တယ်ဆိုပြီးမှဖယားရဲ့ကောင်းမြတ်ခြင်းကိုကောင်းသောဖယားရဲ့ဒေးဗစ်ပေါ်မှာကောင်းတဲ့အရာတွေကိုအကုန်လုံးရည်တွက်ပြီးမှဖယားရဲ့ကောင်းခြင်းတွေကိုရည်တွက်ပြီးမှဖယားကိုချီးမွမ်းတာဖြစ်တယ်ကျွန်တော်တို့တခါတလေနော်ကားမစီလို့ရှိရင်တော်စိတ်ဆူတတ်တယ်တခါတလေဆိုရင်ဒါမှမဟုတ်ရင်လူတွေကကျွန်တော်တို့ယုံကြည်သူတွေစကားပြောများတာကျွန်တော်တို့ဆင်းရဲတယ်ဆိုတာများတယ်နော်ဘာဖြစ်လို့ဆင်းရဲတယ်ဆိုတာခဏကျွန်တော်တို့ပတ်စံနေထွက်တာလဲဆိုလို့ရှင်တကယ်ဆိုရင်ကျွန်တော်တို့ကရှိတဲ့အရာကိုမရည်တွက်ဘဲနဲ့မရှိတဲ့ဟာပဲရည်တွက်တာအဲ့ဒါကြောက်စရာတအားကောင်းတယ်နောက်ပြီးကျွန်တော်တို့လူတယောက်ကိုအလိုထည့်ပြီးဆိုလို့ရှင်များလိုက်တာကွာအလိုထည့်တာများတယ်ကွာလို့ဖခင်ကကျွန်တော်တို့ဘယ်လောက်ထည့်တယ်ဆိုတာမကြည့်ဘဲနဲ့ဘယ်လောက်ကြံတယ်ဆိုတာ तू ကဖခင်ကစိတ်ဝင်စားတာဖြစ်တယ်ဒါကြောင့်ချစ်တော်ကိုတော့နမတို့ဖခင်ကကျွန်တော်တို့အပေါ်မှာစိတ်ဝင်စားတာအဲ့ဒါလျှို့ဝှက်ချက် it is the secret things of God's people ကျွန်တော်တို့ကဖခင်ကိုကိုးကွယ်မယ်ဆိုလို့ရှိရင်ဖခင်ကဘာကိုကြိုက်တယ်ဆိုတာကျွန်တော်တို့သိရမယ်ဒါကြောင့်ဖလန်ဆရာတရားဟောဆရာတယောက် तू ကဆုံးသွားပြီ तू ကအဲ့လိုပြောဘူးလေကျွန်တော်ကတကယ်စစ်ပွဲသမားလို့လို့ရှင်ကျွန်တော်တတိဖြစ်မှာပဲလေဘာဖြစ်လို့လဲဆိုမှကျွန်တော်ဖခင်ရဲ့ idea သိပြီလေဖခင်ရဲ့ idea သိပြီလေကျွန်တော်ဘယ်လိုဖခင်ကိုကိုးကွယ်မယ်ဖခင်ကိုချင်းမလို့ရှင်ဘယ်လိုကောင်းချီးပြမယ်ဆိုတော့ကျွန်တော်နားလည်ပြီလေဒါကြောင့်ကျွန်တော်တို့အဲ့ဒါကိုဖခင်ရဲ့နော်
ဖယားကိုကိုးကွယ်တဲ့အချိန်မှာကျွန်တော်တို့ဖယားရဲ့ကောင်းမှုကိုဘယ်လိုလဲသတိရမယ် remembers worship through remembrance နားလည်ရမယ်ဖယားကျွန်တော်တို့အတွက်ကောင်းပါရဲ့ဟုတ်ပြီကျွန်တော်တို့ဒီညဘာမှကျွန်တော်တို့လက်ထဲမှာမရှိချင်မှရှိမှာပမာချင်းနေဆိုတော့ကျွန်တော်တို့ခဏအဆူတောင်းပေးတယ်ကြားတဲ့ကျွန်တော်တို့ကြားတဲ့အတိုင်းဆိုတော့ချင်းပင်နဲ့ပါစတာတွေကပါစတာမလုပ်ချင်ကြတော့ဘူးတဲ့နော်ဘာဖြစ်လို့လဲဆိုရင်စံတေးက3,500တဲ့9,000အဲ့ဒီသူတို့3,500လစာရတဲ့သူအများကြီးရှိတယ်သူတို့လစာစံတေးပဲကြည့်လေဘယ်လိုအသက်ရှင်တော့မလဲဒါကြောင့်အလုံးမှုဆောင်ဘုရားကိုချစ်တော်သားသမီးတို့ဒီကနေ့ကကျွန်တော်တို့နားလည်ဖို့က2100အနေစပြီးမှလူတော်တော်များများဖယားအမှုဆောင်တဲ့သူကိုနံပါတ်ကိုကြလာ missionary သွားတဲ့သူလည်းကြလာဘာဆိုတော့သူတို့လူမျိုးစီမှာသွားတဲ့သူများလာတယ်နောက်ပြီးကြတာဘာပဲဆိုရှင်သူတို့ကဖယားကျွန်တော်အလုံးမှုဆောင်လို့ရှင်ရတာနဲတယ်ဆိုပြီးမှနိုင်ငံခြားမှာသွားတာပူကောင်းတယ်ဆိုပြီးမှနောက်ဆုံးကသူတို့အပြောကောင်းပြီးမှဘယ်လိုလဲဆိုလို့ရှင်အလုံးမှုဆောင်တယ်ဆိုတာကိုရိုင်းမသွားရင်လည်းရပါတယ်ကျွန်တော်တို့ပိုက်ဆံလေးနဲ့သူများလွှတ်ရင်လည်းအကြောင်းမဟုတ်ပါဘူးဆိုမှကိုယ့်ဟာကိုဘယ်လိုလဲတရားစီရင်ကြတယ်သူတို့ဘယ်လောက်ပဲသွားချစ်သူမိကုံမှာတော့မတို့ကျွန်တော်တို့ဖယားကိုကိုးကွယ်တဲ့အကူကျွန်တော်တို့သိရမယ်ဒါကြောင့်ဖယားရဲ့ကျွန်တော်တို့မကောင်းမှုတော့ကျွန်တော်တို့ဒီဗမာပြည်ချင်းနေဆိုရင်တအားခက်မှာပဲဒါပေမဲ့နော်ပိုက်ဆံများရှိပြီးမှဤတိုင်းဆရာဝန်စီမှာသွားတာထက်ပိုက်ဆံမရှိရင်လည်းပဲဤတိုင်းဖယားကိုချီးမွမ်းနိုင်တဲ့ကျမ်းမာရေးကိုပြီးတော့ဖယားကျွန်တော်တို့ကျမ်းမာရေးကောင်းရလို့ဆိုတော့ကျွန်တော်တို့အတွက်ပို့ဘယ်လိုလဲကျင့်တတ်မှုရှိတယ်ဒါကြောင့်ကျွန်တော်တို့ဖယားကကျွန်တော်တို့ပုံမှာဘယ်တော့မှတရားစီရင်တာမမှားဘူးဆိုတာကျွန်တော်သိရမှာဖြစ်တယ် number 7ကျွန်တော်တို့ဘယ်လိုကိုးကွယ်ရမလဲဆိုလို့ရှိရင်ဖယားကိုကိုးကွယ်တဲ့အချိန်မှာကျွန်တော်တို့ testimony နဲ့တော့ကျွန်တော်တို့သက်သေခံခြင်းနဲ့ဖယားကိုကိုးကွယ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့သက်သေခံတာကဗမာပြည်ဘယ်လိုလဲကျွန်တော်တို့သက်သေခံဆိုတာ testimony လို့ပြောရမှာပေါ့အဲ့ဒါကိုကျွန်တော်တို့သက်သေခံတာတစ်ခါတလေတနာရီကြာတတ်တယ်နော်ကျွန်တော်တို့သက်သေခံတာတစ်ခါတလေ2 နာရီတောင်မှဘယ်လိုလဲမကောက်ဖြစ်နေတာကျွန်တော်တို့သက်သေခံတာပါလဲဆိုလို့ကျန်းစာကျောင်းရဲ့သက်သေခံတာကျွန်တော်တစ်ခါမှဘူးတယ်ကလားပြည်မှာသက်သေခံပြီးမှဆရာတယောက်ဆရာReverend ကသက်သေခံမှဆိုမှကျွန်တော်သက်သေခံတယ်သက်သေခံမှဖရားရဲ့ကောင်းမှုသက်သေခံတယ်နောက်ဆုံးကတော့ကျွန်တော်ကျန်းစာကျောင်းတက်တာယုံကြည်ခြင်းနဲ့သက်ရှင်တဲ့သူယုံကြည်ခြင်းနဲ့ပဲကျွန်တော်ကျောင်းတက်တယ်ဘာမှရတာမရှိဘူးလားစားလဲပိုက်ဆံပူတဲ့သူလည်းမရှိဘူးဘယ်တော့မှကျွန်တော်ကိုလားပိုက်ဆံသူဒါမျိုးကိုကျွန်တော်ပြောင်းမိတယ်သက်သေခံရင်းနဲ့ကျွန်တော်ကိုယုံကြည်ခြင်းတကယ်ရှိတယ်လို့နဲ့စကားပြောမိတယ်နော်အဲ့လိုပြောပြီးမှနောက်ဆုံးကျွန်တော်တို့ဘုရားကျောင်းပြီးတဲ့အချိန်မှာအဲ့ဒီတင်းတို့ပါစတာ Robert နောက်အဲ့ဒီလိုတရားဟောမယ်ဆိုလို့ရှိရင်အဲ့ဒီလိုသက်သေခံမယ်ဆိုလို့ရှိရင်နောက်ဆိုတော့မလာတော့နဲ့သက်သေခံမယ်ဆိုလို့ရှိရင်ဘယ်လိုခံမယ်ဆိုမှ3မျိုးပဲတဲ့3ခု number 1ကဖယားမတွေ့ခင်မှာပါချင်းနေမှာရှိတယ်ဆိုတာအရေးကြီးတယ်တဲ့ number 2မှာဖယားနဲ့ဘယ်လိုတွေ့တာလဲ number 3ကဖယားတွေ့ပြီးတဲ့နောက်ပိုင်းမှာခမဘယ်လိုပြောင်းလဲမှုရှိလဲကျွန်တော်တောက်အသုံးပြီးတဲ့ဟာကိုမသုံးတော့ဘူးစကားပြောဘူးတဲ့ဟာကိုမပြောတော့ဘူးเนาะအဲ့ဒါနဲ့ကျွန်တော်တို့ပြောင်းလဲခြင်းအဖြစ်သူများကကျွန်တော်တို့တက်တည်ခံတာကိုဖယားကိုကုံတော်ချင်းမွန်းတာဖြစ်တယ်ကျွန်တော်တို့ကတော့မဟုတ်ဘူးကျွန်တော်တို့ခက်ခဲတဲ့ဟာပဲပြောနော်နောက်ပြီးဖယားကကျွန်တော်တို့သုံးပြတာပဲပြောတာပြောချင်တာကျွန်တော်တို့ testimony ပြောမယ်ဆိုလို့ရှိရင် the testimony ဘယ်လိုလဲ the power of the testimony ကျွန်တော်တို့ testimony ကျွန်တော်တို့သက်သေခံတာပြောပြီဆိုလို့ရှိရင်တကယ်အသက်ရှင်တော့တကယ်ကောင်းတဲ့ဟာဖယားကောင်းမြတ်တဲ့အရာတွေကိုပဲကျွန်တော်တို့ပြောရမှာဖြစ်တယ်အဲ့ဒါနဲ့ကျွန်တော်တို့ဖယားကိုအဲ့လိုကိုးကွယ်နိုင်တာဖြစ်တယ်ကျွန်တော်တို့ကသက်သေခံတာတို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုအပ်တဲ့ဟာသူများစီမှာပြောတဲ့ပုံစံဖြစ်သွားနေတယ်အဲ့ဒါကြောင့်ဖယားကိုဘယ်လိုလဲကိုးကွယ်တဲ့ကျွန်တော်တို့ဖယားကိုကိုးကွယ်တဲ့ပုံကိုမပေါ်တော့ဘူးဖြစ်တယ် number 8ကျွန်တော်တို့ဘယ်လိုဖယားကိုကိုးကွယ်နိုင်မလဲဆိုလို့ရှိရင်ခုတလောလူတော်တော်များများကဘယ်လိုလဲမှားတတ်ကြတာပေါ့နော်အဲ့ဒီမှားတယ်လို့ပြောမှာပေါ့အဲ့ဒါဘယ်လိုလဲဆိုလို့ရှိရင်ခုဖယားကကိုးကွယ်တယ်ဆိုတာ
ကျွန်တော်တို့ covid ချိန်မှာတည်တဲ့အတိုင်းပဲ covid မှာလူတော်တော်များများခံစားကြတယ်အဲ့မှာကျွန်တော်တို့ covid နဲ့ pastor တွေတရားအလုံးမှုဆောင်တဲ့သူများကြီးဘယ်လိုလဲအဲ့ပြောသွားတယ်ဆိုတော့ကျွန်တော်တို့တည်တယ်အဲ့ဒီချိန်မှာအဲ့ဒီpastor တွေရဲ့အလုံးမှုဆောင်တဲ့သူရဲ့မိသားစုအတွက်ကျွန်တော်တို့အလုပ်ခံနေဆိုမှတည်တဲ့အတိုင်းပဲအလုပ်ထားတယ်အဲ့နဲ့ကျွန်တော်တို့တောင်းပြီးမှအတင်းတော့ဘယ်လိုလဲအတင်းအလုံးမဆောင်တဲ့သူအဖွဲ့မှာကျွန်တော်အဲ့လိုပြောဖို့တယ်ကျွန်တော်တို့ဆူတောင်းတာကောင်းတယ်ဆူတောင်းတာဒါပေမဲ့ကျွန်တော်တို့ရှိတာလေးလေးကိုကျွန်တော်တို့ပြီးကြရအောင်သူများကိုကိုငေကြရအောင်ကိုဗစ်အစီတဲ့အချိန်မှာပေါ့အဲ့ဒီမီဇိုဘာမှာပဲဖြစ်ဖြစ်နောက်ပြီးဆရာများတော့အဖြစ်လို့ပြောကြတယ်ဆိုတော့ကျွန်တော်တို့တော့ရဖို့ပဲသူများပြီးဖို့မဟုတ်ဘူးကျွန်တော်တို့က10ဘူးတပူလည်းရဖို့ပဲ10ဘူးတပူပြီးဖို့မဟုတ်ဘူးသူတို့ကပြီးတာကျွန်တော်တို့စားဖို့ပဲဒါကြောင့်ကျွန်တော်တို့ဆူတောင်းတာတော်ပါပြီဆိုတော့ပြောတယ်ကျွန်တော်တအားစိတ်နာတယ်ဖခင်ကဘယ်လောက်ပြီးမယ်ဆိုတာဘယ်လိုလဲခိုင်းတာမရှိဘူးကျွန်တော်တို့ဆူတောင်းတာပြီးမဟုတ်ဘဲနဲ့ကျွန်တော်တို့လုံနိုင်တဲ့လောက်ကိုသူများကိုserving others သူများကိုပဲကျွန်တော်တို့ကိုငေရမှာဖြစ်တယ်သူများမကိုငေချင်တဲ့စိတ်ရှိတဲ့သူကဖခင်ကနေလာတာမဟုတ်ဘူးဆိုတာကျွန်တော်တို့နားလည်ရမယ်ဆရာလက်ထမနာအဲ့လိုပြောတယ်ကျွန်တော်တို့ပြဒနာကိုဖြည့်စင်းချင်လို့ရှိရင်တဲ့သူများပြဒနာကြီးကိုဖြည့်စင်းပေးလို့ရှိရင်ကျွန်တော်တို့ပြဒနာကဘုရားကဖြည့်စင်းပေးမှာပဲတဲ့နော်ကျွန်တော်တို့မှာစားစရာမရှိရင်တော့မှရှိတဲ့ဟာလေးလေးကိုသူများမရှိတဲ့သူကိုပေးကြည့်သူများပြဒနာဖြည့်စင်းပေးပါဘုရားကကျွန်တော်တို့ပြဒနာကိုဖြည့်စင်းပေးမှာပဲဒါကြောင့်ကျွန်တော်တို့ဘုရားကိုကြွယ်တယ်ဆိုတာသူများကိုငေတာလဲသူများ serving others ဆိုလေဖယားကိုးကွယ်တာတခုဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူကကျွန်တော်တို့ဘယ်လောက်စားနိုင်တယ်ဆိုတာအဓိကမဟုတ်ဘူးဘယ်လောက်ပေးနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ဖယားကဘာကိုသင်ပေးတာလဲဆိုလို့ရှိရင်ဖယားက number 1သူသင်ပေးတာအစကတည်းကသူသင်ပေးတာပေးကမ်းခြင်းကိုသင်ပေးတာဖြစ်တယ်သူများကိုကိုငင်ဖို့သင်ပေးတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဖယားကိုကိုးကွယ်တဲ့အချိန်မှာဘယ်လိုကိုးကွယ်ရမလဲဆိုလို့ရှိရင်သူများကိုကိုငယ်ခြင်းအဖြစ်ကျွန်တော်တို့ဖယားကိုကိုးကွယ်နိုင်မှာဖြစ်တယ် number 9အနေနဲ့ဘယ်လိုကျွန်တော်တို့ဘယ်လိုကိုးကွယ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့စကားနဲ့ကိုးကွယ်ရမယ် words နော်ဘယ်လိုကိုးကွယ်ရမလဲလို့ဆိုလို့ရှိရင်ကျွန်တော် testimony ပေါ့ပြောဆရာမတို့အတွက်တော့သိဘယ်လိုလဲထူးဆန်းတာတော့မဟုတ်ဘူးကျွန်တော်အနေနဲ့ပေါ့ကျွန်တော်အဲ့ဒီ covid တုန်းကတည်တဲ့အတိုင်းပဲကျွန်တော်အမေအဖေတွေကသူကိုကလဲမြို့မှာနေတယ်သူတို့က60ကျွန်တော်အဖေဆိုတော့63အခု23 60အသက်အိုပြီကျွန်တော်တို့သူများသူတို့ရှင်မှာလည်းမနေနိုင်ဘူးဆိုတော့ကျွန်တော်ဒီဘက်လာပါဆိုလဲသူတို့လည်းမလာချင်တာကြောက်ဘူးနောက်ပြီးသူတို့တခါတလေဝမ်းနေတယ်ပေါ့ဆိုတော့သားသမီးတွေလည်းအနားမှာမရှိတော့ဘူးနောက်ပြီးခုအချင်းတွေလည်းတည်တဲ့အတိုင်းပဲပိုက်ဆံသူတို့ကြိုက်တယ်လို့စားလို့လည်းအဲ့ဒီအချိန်မှာတအားဝမ်းနေတယ်ဒါပေမဲ့ကျွန်တော်အတန်းနိုင်ဆုံးဖုန်းခေါ်ပြီးမှတစ်ရက်တစ်ခါနှစ်ရက်တစ်ခါလောက်ပေါ့ဖယားစကားဖယားတရားလေးနဲ့နော်နှုတ်ကပတ်တော်လေးကိုကျွန်တော်အားပေးတယ်။အိုးအဖြစ်မင်းဘဝမနေပါနဲ့နော်ဆိုမှစကားလေးနဲ့ကျွန်တော်ခွန်အားပေးတယ်။နောက်ပြီးသူများကအဲ့လိုပြောပြမယ်လဲနော်စိတ်မဆိုးနဲ့နော်ဆိုပြီးမှစကားလေးနဲ့နော်ခွန်အားပေးတယ်။အဲ့ဒါသူတို့နေ့တိုင်းစကားပြောတဲ့အချိန်မှာနောက်ပြီးသူတို့မှာဘယ်လိုလဲတကယ်ဆိုရင်တော့ကျေးဇူးတော်ကြောင့်သူတို့တနစ်စာအတွက်စီလည်းရှိတယ်ဆန်လည်းရှိတယ်ဒါပေမဲ့တခါတလေဝမ်းနဲ့တက်တယ်ဘာဖြစ်လို့ကြောက်စိတ်ရှိတယ်ဘာဖြစ်လို့ကြောက်ကြတာလဲဆိုလို့ရှိရင်မနေ့ဖန်ပါဘယ်လိုလဲအဲ့ဒီကုံသွားလို့ရှိရင်ဆိုတာပဲသူတို့စဉ်းစားတာနော်ဒါပေမဲ့ရှိတာလေးလေးကိုကျွန်တော်တို့နားမှာရှိတာလေးလေးကိုအဲ့လိုပြီးပါဖြစ်နိုင်လို့ရှိရင်ဘုရားကကောင်းချီးမြတ်ပါမျိုးစကားလေးနဲ့ကျွန်တော်ဘယ်လိုလဲအားပေးတဲ့အချိန်မှာသူတို့ကတရက်ပဲတရက်နော်ဘယ်လိုလဲသူတို့ဝိညာဉ်ရေးမှာသူတို့ဒုတက်တာကျွန်တော်တွေ့ရဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေကနော်စကားကွန်လေးနဲ့ကျွန်တော်တို့သူများကိုနှစ်သိမ့်မှာဖြစ်တယ်ဖယားအဲ့လိုပဲကျွန်တော်ဖယားကိုကွယ်တဲ့အချိန်မှာစကားလေးနဲ့ဖယားကိုကွယ်တာအဲ့ဒီမှာဖယားရှိမှကျွန်တော်အဲ့လိုစကားပြောတာပဲမဟုတ်ဘဲနဲ့ဖယားကပေးတဲ့ကျွန်တော်တို့လူတွေကျွန်တော်တို့တုံရခြင်းနဲ့ကျွန်တော်တို့အိမ်နေသားချင်းတွေကိုဖယားတရားနှုတ်ကပတ်တော်ကျွန်တော်တို့ဟောခြင်းအဖြစ်လဲဖယားတရားနဲ့ကျွန်တော်တို့ဝေငှခြင်းအဖြစ်လဲအဲ့ဒါကိုဖယားကိုကွယ်တာတခုဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တာဖြစ်တယ်နောက်ပြီးကျွန်တော်
ดูพยาเบลูกูกวยมาเลยสุมาเพียนจีเมสโรชิเยพยากูกวยพัวพยาเย่บลูเลยพันสินเสียนี่จนรู้พยากูกวยดาในมาผิดเด้เอราพยาเย่พันสินเสียบาเลสุโรชิโอ้พยาพันสินเนี่ยอยาแต่อาจีมาบาลาพยาเอกูจนรู้จนพันสินท่าเลยพยาเอลูลูกปีเดจนสุบิมากูโรชิมาเนาะ giving thanks เบมาเอาเบเนจนรู้ว่าเอรีโอเรปุ่งซานเนี่ยบ่เนาะฮะพยาဒီငါလေကျွန်တော်ချမ်းချမ်းမာမာနဲ့နော်တကယ်ဘလို့လဲလူတော့ကောင်းအနေနဲ့ကောင်းချီခံစားပြန်တယ်ဖယားဒီငါကျွန်တော်တွေ့ရမြင်ရတယ်ဖယားဆိုပြီးမှအော်တဲ့ပုံစံပေါ့နော်ဖယားကူပဲကျွန်တော်တို့ကိုးကွယ်နိုင်တာဖြစ်တယ်ဆိုတာကျွန်တော်တို့ကျမ်းစာမှာပေါ်ပြထားတာဖြစ်တယ်အဲ့ဒီပေါ်ပြထားလေးကတော့နောက်မှပြန်ပို့မယ်ဆိုမှကျွန်တော်ပြောထားပြီးသားနော်နောက်ပြီးကျွန်တော်တို့ဖယားကူဘယ်လိုကိုးကွယ်ရမလဲဆိုလို့ရှိရင်ပြန်ကြည့်အောင်မယ်နော်ဖယားကူကျွန်တော်တို့ဘယ်လိုကိုးကွယ်နိုင်မလဲဆိုလို့ရှိရင်body express ကျွန်တော်တို့ခန္ဓာကိုယ်ပြခြင်းအဖြစ်ကျွန်တော်တို့ဖယားကိုကိုးကွယ်နိုင်တယ်အဲ့ဒါဘယ်လိုကိုးကွယ်မလဲဆိုလို့ရှိရင် number 1ကကျွန်တော်တို့လက်တင်ပြီးမှဖယားကိုကိုးကွယ်နိုင်တယ်လက်တင်ပြီးမှ number 2ကကျွန်တော်တို့လက်ခုပ်တည်ရတဲ့ဖယားကိုကိုးကွယ်နိုင်တယ် number 3ကကျွန်တော်တို့ဒူးထောက်ပြီးမှကျွန်တော်တို့ကဖယားရှိမှဖယားကိုကိုးကွယ်နိုင်တယ်နောက်ပြီးဘယ်လိုလဲဖယားရှိမှကျွန်တော်တို့ကောင်းငုတ်ပြီးမှလာအဲ့လိုကောင်းငုတ်ပြီးမှဘာဝတောင်เนาะကျွန်တော်တို့ကောင်းငုတ်ပြီးမှဖယားကိုကိုးကွယ်နိုင်တယ်နောက်ပြီးကျွန်တော်တို့ကရင်နဲ့လည်းဖယားကိုကိုးကွယ်နိုင်တာဖြစ်တယ်ဒါဆိုရင်တို့မြင်ပါပဲဆရာဖယားကိုဘယ်လိုလဲကိုးကွယ်တဲ့အချိန်မှာကဘူးလားเนาะကျွန်တော်ကတယ်ဆိုတာကျွန်တော်အိမ်ထဲမှာเนาะဟူရှောက်ဒီချောင်းနဲ့ဖယားဆိုမှကျွန်တော်ဘယ်လိုလဲဖယားကိုကိုးကွယ်တာကျွန်တော်ကိုယ်တိုင်ဘယ်လိုလဲ experience မပြောပါစလောက်တွေเนาะအဲ့ဒီ experience တအားဝမ်းသာတယ်စိတ်တအားကျဉ်တ်တယ်နောက်ပြီးကျွန်တော်တို့ဘယ်လိုဖယားကိုကိုးကွယ်မလဲဆိုလို့ရှိရင်ဖယားရဲ့ကျမ်းစာကိုအလွတ်ကျက်ချင်းဖြင့်ဖယားကိုကိုးကွယ်နိုင်တယ် praise the lord လူတော်များများကကျမ်းစာကိုဖတ်ကြတယ်ဒါပေမဲ့အလွတ်မကျက်ကြဘူးเนาะဘိုင်ဟတ်တာမရှိဘူးဒီကဒီကမိမယ်ဆိုလို့ရှိရင်ဘယ်လိုအလွတ်ကျက်ရတာရှိမလဲเนาะဆရာမပန်းအောင်ကျန်းစာလွတ်ရတာရှိလားမကြောက်နဲ့တို့နော်ဟုတ်ပြီကျွန်တော်တို့ဒီကဘယ်လိုလဲဖယားကိုကိုးကွယ်တဲ့အချိန်မှာကျန်းစာကိုအလွတ်ရမယ်ရတာရှိလားဆရာမရှိရနော်ဟုတ်ပြီအလွတ်ရတာအရေးကြီးတယ်ကျေးဇူးပြုပြီးတော့စကားဘယ်လိုလဲတမျိုးတော့မတင်နဲ့ပေါ့ဘာဖြစ်လို့ကျန်းစာအလွတ်ရတာအလွတ်ဘယ်လိုလဲကျန်းစာဘိုင်ဟတ်တာပေါ့အလွတ်ချက်တာအရေးကြီးတယ်လေဆိုမှကျွန်တော်မိမယ်ဆိုလို့ရှိရင်ရှမတင်စာဝင်ဘယ်လိုခံစားကျန်းစာအလွတ်ရတာအရေးကြီးလားအရေးကြီးတယ်လို့ထင်တယ်ဒါတော့ကျွန်မရဲ့ခံစားချက်ပေါ့နော်တခါတလေကျရင်ကျွန်မတို့အရင်ဒုက္ခရောက်တဲ့ချင်းအရင်ဝမ်းနေတဲ့ချင်းမှာပေါ့နော်ဘယ်လိုပြောမလဲကျွန်မတို့ဖျားချင်မှာစတော့ခါကျတော့အဲ့နှုတ်ကပတ်တော်အားဖြင့်မနော်ကျွန်မတို့ပြန်ပြီးမှအသက်တာမှာခွဲအားရတယ်လို့ကျွန်မတို့အဲ့လိုမျိုးယုံကြည်တယ်ဘာဖြစ်လို့ယုံကြည်ရလဲဘာဖြစ်လို့ယုံကြည်ရလဲဒီလိုဒီတန်းချအားဖြင့်ပေါ့နော်ကျွန်မတို့ရဲ့စိတ်ထဲမှာပေါ့နော်ဝမ်းနေတာတွေပေါ့နော်သူတော်အပေါ်မှာမကျင်တဲ့ဟာတွေပေါ့နော်ဝမ်းနေတဲ့ဟာတွေကိုပြန်မဲ့ခွဲအားဖြစ်စေတယ်လို့ကျွန်မတို့အနေနဲ့ကြည့်ရကြဒါဆိုရင်အဲ့လိုခံစားတယ်ဆိုလို့ရှိရင်ကျန်းစာမှာအဲ့လိုရှိတယ်ဆိုတာပုံဖော်ခြင်းနဲ့ရှိလားကျန်းစာနဲ့အဲ့လိုမျိုးတော့မရှိဘူးတော့တခါတလေကိုဝမ်းနေတဲ့ခါဘယ်လိုတော့အဲ့ခါကျတော့ကိုရတဲ့ကျမ်းပိုက်လေးကိုလိုက်ဆိုတာပေါ့နော်ရွတ်ဖြစ်တဲ့ခါကျတော့ပြန်မဲ့ခွဲအားရလာတယ်ပေါ့အဲ့လိုမျိုးတော့ရှိတယ်ပေါ့ဒါပေမဲ့ကျမ်းစာတကယ်အဲ့လိုမျိုးချက်ဘယ်နှမှာမရှိမတည်ဘူးပြပါဆရာမဟုတ်ကဲ့ဆရာမအရေးမဆန်းလားဆရာမHello. Okay,ဆရာEmerson ပါဆရာ I'm sorry. Emerson. Emerson. Okay,ဆရာမဟုတ်ကဲ့ကျန်းစာအလွတ်ချက်တာ
คุณะจนรู้จาบีก้าวเนี่ยทำไมจันสามาจนรู้จันสาเทมาจันสาอร่อยเด็ดก้าวเนี่ยสุดปุ่งพอเจเนอาชีละโอเคเสียเจนสาลุยาระยังก้าวเนี่ยดูโอ้ตาจิลุเลยสุดยังมาสิกาเทน่าบ่เนาะเจนสาลุยาเรโอ้อมาเรอโกเรဒီအကုန်လုံးပေါ့တစ်ခုခုဆိုတာနဲ့စိတ်ထဲကနေတစ်ခုခုပြောနေတယ်လည်းနဲ့စာလံကျန်းဘလောက်တောက်တန်ကျန်းဘလောက်ဆိုပြီးတော့အဲ့လိုမျိုးပြောတဲ့သူတွေကိုအားကြတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့အမြဲတမ်းကျန်းစာကိုကင်ပြီးတော့မှအရာရာကိုဖျားနဲ့အတူတူသွားနိုင်တယ်ဖြည့်ရှင်းနိုင်တယ်ပြီးတော့ကျန်းစာတွေအကုန်လုံးကိုမှတ်မိတယ်သူတို့ရဲ့အုံနောက်ကိုလည်းသဘောကျတယ်ကိုညီမတို့ဆိုလို့ရှိရင်ကျန်းစာကိုအဲ့လောက်အများကြီးအလို့မရအောင်ဆိုတော့လေအရင်သဘောကျတယ်ပေါ့နော်အလွတ်ရတဲ့သူတွေကိုလည်းသဘောကျတယ်အားကျတယ်အဲ့ဒီလိုမျိုးလဲအလွတ်ရခြင်းနဲ့ဘယ်နေရာမဆိုစကားတစ်ခုခုပြောလိုက်တာနဲ့ကျန်းစာအုပ်ကိုလှန်စရာမလိုဘဲနဲ့ကိုတစ်ခုခုကျန်းစာကိုပြောနိုင်တဲ့သူတွေကိုအရင်ကိုလေးစားတယ်ပြီးတော့ဟုတ်ကဲ့ဆရာမခက်ခဲတွေအများကြီးကိုဖြည့်ရှင်းနိုင်တယ်လို့ထင်တယ်ဆရာဟုတ်ကဲ့ကျေးဇူးပါအလေးထားတာတော့တက္ကနာထားဖို့တော့အဲ့ဒါဥနာမကောင်းလို့ရှင်းတော့ဘာဟဲ့လို့မရဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာကျန်းစာမှာကျန်းစာအလွတ်ရတဲ့သူရဲ့ဘယ်လိုလဲအဖြေဘောနော်ပြောမလားအဖြေလို့ပြောမလားကျန်းစာပိုင်းဟာကျန်းပြီးအဲ့ဒီအကျိုးကိုတွေ့တဲ့ဟာကျန်းစာမှာဘယ်လိုလဲပေါ်ပြတာတွေ့သလားဆိုမှကျွန်တော်မေးချင်တာဖြစ်တယ်what is the result of the by hearting memory bibles ကျွန်တော်တို့ကျန်းစာby heart ဒါပမာဘယ်လိုကျန်းစာမှာကျွန်တော်တို့ဘယ်လိုပေါ်ပြထားလဲဆိုတော့ကျွန်တော်မေးချင်တာဖြစ်တယ်ဆရာမကျွန်တော်တို့ဥပမာကျွန်တော်ပြောချင်တာကျွန်တော်တို့အလုံးမဆောင်တဲ့သူတွေပဲကျွန်တော်တို့တခုလုပ်ပြီဆိုလို့ရှိရင်ကျန်းစာမှာအဲ့လိုတွေ့လို့ကျွန်တော်လက်ခံတယ်ဥပမာဟုတ်ကွာနှစ်ချင်းမှာနော်သူများကဒီထဲမှာနှစ်တယ်အချုလိုတွေဆိုရင်အဲ့လိုလုပ်ကြတယ်ဒါပေမဲ့လူတယောက်ကပြောတယ်ဘာဖြစ်လို့တကယ်ဆိုရင်တော့ယဉ်နှစ်တာလို့ရှိရင်ယေရှုခရစ်သူကိုယ်တိုင်လုပ်တဲ့အတွက်ကြောင့်ယဉ်နှစ်လက်ခံတယ်နော်တချို့လူတွေဆိုရင်တော့အဲ့လိုဖြန့်တာတော့အဲ့ဒီဓမ္မဟောင်းမှာသူတို့လူတယောက်ရောက်ပြီးသိပြီဆိုလို့ရှိရင်အဲ့လိုဘယ်လိုလဲanointing လုပ်တဲ့အချိန်မှာအဲ့လိုလုပ်ကြတယ်sorry tabernacle မာတိကဖြစ်ဘယ်လိုလဲသွေးတွေကိုဖြန့်ထားတယ်နံပါတ်2အဲ့ဒီသွေးလေးကိုရေလေးကိုလောင်းပေးတယ်အဲ့ဒါပေးသိထားတဲ့ပုံစံနောက်ပြီးအချို့လူတွေဆိုတော့salvation army မှာဆိုလို့ရှိရင်အဲ့ဒီအာလန်လေးအောက်မှာဖြတ်ပြီးမှအဲ့လိုသူတို့တားကျင်တတ်ကြတယ်ဒါပေမဲ့ပြောချင်တာအဲ့ဒီအချိန်မှာကျွန်တော်ပြောတာဘယ်ဟာကျင်တတ်တာလဲယေရှုခရစ်လူတဲ့ပုံစံကိုကျင်တတ်တာလားဒါမှမဟုတ်priest လို့ဘယ်လိုလဲ priest ဘယ်လိုခေါ်မလဲအဲ့ဒီဇစ်ပူတော်ဇော်တဲ့သူတွေနော်ဓမ္မဟောင်းမှာဘယ်လိုလဲဆရာမနင်းစီရှိမွန်းတော့ရှစ်ပရိုဟစ်ဖြစ်မယ်အရောက် priest ရှစ်ပရိုဟစ်ပါဆရာယေပရိုဟစ် okay ယေပရိုဟစ်တယ်နော်လှုပ်တဲ့ဟာသူတို့လှုပ်တဲ့အတွက်ကြောင့်ကျွန်တော်ဂျင်းတ်တယ်ဆိုတဲ့မှာမျိုးရှိတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ချမ်းစာ by heart နော်အလွတ်ရတာကောင်းတယ်ဆိုတာသူတို့ by heart ဘယ်လိုလဲအလွတ်ချက်နိုင်တယ်ဆိုတာမျိုးပေါ့ပဲနဲ့နော်အဲ့လိုချမ်းစာအလွတ်ရလို့အဲ့လိုရှိတယ်အဲ့လိုရန်သူကိုနိုင်တယ်ဆိုတာမျိုးချမ်းစာမှာပြောစရာရှိလားတွေ့လားဆိုမှကျွန်တော်မေးချင်တာဖြစ်တယ်ဆရာမဆရာကျွန်တော်ပြောလို့ရလားဟုတ်ကဲ့ကျွန်တော် USA ကပါဟုတ်ကဲ့ကျန်းစာဒီအလူရချင်းအပြင်ကိုရဲ့အသက်တာမှာနေစင်နေတိုင်းအသက်ရှင်နေချိန်ရတဲ့ချိန်မှာဘယ်လိုပြောမလဲကိုရဲ့ painful ဘောနော်လက်ကိုင်လက်ဆွဲဆောင်ပုတ်လေးဖြစ်တယ်လို့အဲ့ quality over စာခန်းကြီးနေအငယ်စလေငါဒီခရစ်တော်နဲ့အတူလဲဝါကားတိုင်းမှာတေခံပြီးသူ့တော်လဲတက်ရှင်တယ်ထူးထူးဆိုတော့ငါဒီကိုယ်တိုင်မရှိခရစ်တော်ကြီးငါနိုင်ရှင်တော်မူဤဆိုတဲ့ဟာအဲ့ဒါကျွန်တော်အလွတ်ရချင်းအပြင်နေရှင်နေတိုင်းအသက်ရှင်တဲ့ချိန်မှာဒီတမချန်စာအပြင်ကွာ everyday self motivation ရတယ်မယုံကြည်သူပဲဖြစ်ဖြစ်မေခွန်းလာတာပဲဖြစ်ဖြစ်ခုနအရှိအဆရာဟောသွားတဲ့ကျွန်တော်တို့ယုံကြည်သူတွေကောင်းကင်နိုင်ငံဘယ်လိုတက်နိုင်မလဲဆိုတဲ့အရာဗာမေခွန်းမဲလာဖြီဖို့ handling ကျွန်တော်တို့ handling objection ကဒီဟာအလွတ်ရချင်းဖြစ်တယ်ရန်ချီစုတင်ပါတယ်ဖြီမာတာရှိရင်လည်းခုနကြပါPraise the Lord thank you thank you
ပြောချင်တဲ့သူရှိလားမသိ ဟုတ်ကဲ့ပါဆရာ โอ ဟို เค လေကျန်းစာကိုဆရာကျန်းစာကိုဖတ်လို့အကျိုးရတဲ့ဥစ္စာကိုပြောတာလားမသိဘူးနော်ဟို ဟုတ်ကဲ့ဟုတ်ကဲ့ နားလည်လာတော့လေဟုတ်ကဲ့ဆရာ ဟုတ်အပိုင်ဟာ ရောရှုမှတ်စာဟုတ်ကဲ့ရောရှုမှတ်စာတစ်ရှိထဲမှာပေါ့နော်တို့ထိုပြည့်ညက်ကျန်းစာနဲ့ရေးထားသမျှအတိုင်းကြည့်မိဦးစောင့်ရှောက်ခြင်းအလို့မှာကျန်းစာကိုမဖတ်မယူဖဲမနေနည်းညမပြတ်ကြည့်ရှုဖတ်ယူရမည်တို့ပြုလင်သင်သည်အကျဉ်ထမြောက်မည်အောင်မြင်လိမ့်မည်ပေါ့နော်အဲ့လိုတော့တွေ့ပါတယ်ဆရာ ဟုတ်ကဲ့ဟောကျေးဇူးပါခုကျွန်တော်ဘယ်လိုလဲကျွန်တော်မိခွင်းနည်းနည်းကျွန်တော်မိတဲ့ဟာတဘောပေါက်နေရောမမီးနိုင်ဘူးနဲ့တူတယ်နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်ပဲအဖေပေးလိုက်ပြီပေါ့ဘာကျန်းစာကိုအလွတ်ချက်ချင်းအပြင်ပါအကျိုးရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့သူကကျန်းစာဘယ်လိုလဲအလွတ်ချက်နိုင်တယ်ဒါမျိုးကတော့ကောင်းပါတယ်ဒါပေမဲ့အတိအကပြီးကျွန်တော်တို့ကျန်းစာမှာတွေ့ရတာယေရှုခရစ်ကိုယ်တိုင်မှာတိအခန်းကြီး၄မှာစုံစမ်းနှုတ်ဆက်ခြင်းခါတဲ့အချိန်မှာသူကဘယ်လိုအဲ့ဒီချမ်းနေသူကဘယ်လိုအနိုင်ရလဲဘယ်လိုအဲ့ဒီစုံစမ်းနှုတ်ဘယ်လိုလဲစုံစမ်းနှုတ်ဆက်ခြင်းလားဒီမှာ temptation အနေပေါ့နော်ဟုတ်ကဲ့ temptation ဆရာဟိုကျန်းစာလာသည့်အတိုင်းဆိုပြီးတော့ပဲပြန်ပြောတာတွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ကျန်းစာလာတဲ့တိုင်းအဲ့ဒီမှာသူကယေရှုခရစ်သူတကယ်လို့များကျန်းစာမရလို့ရှိရင်ဘိုင်ဟလို့ရှိရင်ပေါ့အလွတ်မရလို့ရှိရင်ဒါမှမဟုတ်ကျန်းစာမသိလို့ရှိရင်တော့သူရဲ့ဘယ်လိုလဲစုံစမ်းခြင်းကိုသူတို့နိုင်မှာမဟုတ်ဘူးဟုတ်တယ်ဆရာကျမတို့အဖွားကဆိုလို့ရှိရင်အမြဲတမ်းဟိုတုတ်တန်ကျန်းတွေကိုလည်းအမြဲတမ်းရုပ်ခိုင်းနေဖတ်ခိုင်းနေသူနဲ့လည်းအတူတူဆိုရတယ်အဲ့ဒီခါမှာကျမတို့အသက်ကြီးလာတဲ့နိုင်လျှောက်တဲ့ခါမှာတွားလာတဲ့ခါမှာအမတ်တမဲ့ကျမတို့ရှေ့မှာကားတိုက်သွားတယ်ပေါ့နော်မကောင်းတဲ့အနေအထားတွေမှာတင်တို့မျက်စိရှိမှမြင်ယုံမျှတာရှိလိမ့်မည်ဆိုတော့ကျမတို့အလို့ရတယ်ဟိုဖျားသခင်ကျေးဇူးတင်တယ်ကျမတို့ကမြင်ယုံမှမျှတာဖြစ်တယ်ဆိုတော့ကျမတို့အဲ့လိုခံစားလိုက်ရတယ်ပေါ့နော်အဲ့တော့ဒီကျန်းစာလေးကိုအလို့ရထားတဲ့အတွက်ကြောင့်မလို့ကျမတို့ကခွန်အားရတယ်ဒီစိုးရိမ်ခြင်းတွေကြောက်နိုင်ခြင်းတွေကနေပြီးတော့ကျမတို့ကညီတဲ့ချင်းရတယ်ဆိုပြီးတော့ကျမမြင်တယ်အဲ့တော့အဲ့လိုမျိုးပေါ့နော်ထာဝရဘုရားဒီငါဒီအတိုးရင်းဖြစ်တော်မူပြီးငါဒီစင်းရဲမခံရကျမတို့ခက်ခဲတွေကြားထဲမှာစင်းရဲနေတော့လေငါတို့ရဲ့တိုးရငါတို့ကိုဘေးမရောက်စေဘူးဆိုတာကိုခွန်အားရတယ်ပေါ့နော်အသေးအမွှားလေးကနေစပြီးတော့ကျမတို့ငငယ်ကတော့အမြဲကြည့်ရတယ်ကြီးတဲ့ခါမှာတော့ဖတ်တယ်ပေါ့ဆရာအဲ့လိုမျိုးခွန်အားရပါတယ်ကျေးဇူးပါဟုတ်တယ်ဒါကြောင့်ကျွန်တော်ဘာဖြစ်လို့အဲ့ဒီကိုအထူးပဲဆက်ဆံမတို့စီမှာမေးခွန်းပေးရလဲဆိုလို့ရှိရင်ကျန်းစာအလွတ်ရတာတကယ်ကိုအရေးကြီးတယ်ခုချိန်မှာလူတော်တော်များများကကျန်းစာအလွတ်မရချင်တော့ဒါနဲ့ကျွန်တော်နည်းဘလို့လဲစိတ်နာတာတော့မဟုတ်ဘူးပေါ့နော်ဒါမဲ့လူတော်တော်များများကဖုန်းလေးကိုလက်ကင်ကြတယ်ဒါကြောင့် by heart တိတ်အလွတ်မရချင်ကြတော့နောက်ပြီးသူတို့လူချင်းတဲ့အကိုရှာလို့တခါတည်းနဲ့ကိုယ်ကမှရှာလို့ရတယ်ဆိုတော့ဘာမှအလွတ်ရတာတိတ်မရှိတော့ဘူးအဲဒါကြောင့်အလွတ်ရတာမရှိလို့ရှိရင်တော့ကျန်းစာကိုကျွန်တော်တို့အလွတ်မရလို့ရှိရင်မများလို့ရှိရင်ကျွန်တော်တို့ဖျားနဲ့ကျွန်တော်တို့ကြားဆက်ဆံမှုကတိတ်မခိုင်မာတော့ဘူးကျွန်တော်တို့ relationship ကတိတ်မကောင်းတော့ဘူးဆိုတာကျွန်တော်ပြောချင်တာဖြစ်တယ်ဒါကြောင့်ချစ်တော်ဆရာမတို့ကျန်းစာအလွတ်မကျက်နိုင်ရင်တောင်မှတနေ့တစ်ခါအဲ့ဒီကျန်းစာရွာပြီးမှတနေ့ကုန်ကျွန်တော်တို့စဉ်းစားလို့ရှိရင်တော့ဒါကောင်းမှာပဲဆိုတာကျွန်တော်ပြောချင်တာဖြစ်တယ်ဒါကြောင့်ကျန်းစာအလွတ်ရခြင်းအပြင်လည်းကျွန်တော်တို့ဖျားကိုကွယ်နိုင်တယ်ဆိုတာကျွန်တော်ပြောချင်တာဖြစ်တယ်ပြန်ဆက်အောင်မယ်နော်ကျေးဇူးပြုပြီးတော့နောက်ပြီးကျွန်တော်ဘယ်လိုကိုကွယ်နိုင်မလဲဆိုလို့ရှိရင်ဖျားကိုကွယ်နိုင်တာကျွန်တော်တို့အပြစ်ကိုဘယ်လိုလဲ confessing our sins ဖျားရှိမှကျွန်တော်တို့ကဘယ်လိုလဲတောင်းပန်ခြင်းလားကျွန်တော်တို့အပြစ်ကိုဖျားရှိမှကျွန်တော်တို့confess our sins ဘယ်လိုလဲအဲ့ဒါဗမာစကားနဲ့ဆိုရင်Big one chat down banjin. Oh, a big one chat down banjin. Thank you, Father. A big one chat down banjin. No, era kuchanoru. Era bulule. Worship era. Dajon chanoru. A bit shiri haliku no akawlo. Tumyasi mama pione. Payashi ma be pioba. A cherry is not Louis. Tumyasi ma piojare.
แต่คาตลีเนาะแต่นี่แต่คาตัวลูเมียสิมาอภิคนลุพูดดองจาเลยป้าลูเรน่ะลูเรป้าเบลโน่เล่าไหนเจ้าตัวอะไรเมงเคลียร์นี่ล่ะเนาะဒါကြောင့်သူတို့လည်းအပိရှိတယ်ကျွန်တော်တို့လည်းအပိရှိတဲ့သူနဲ့အပိရှိတဲ့သူဘယ်တော့မှခွင့်လို့မရဘူးပြောချင်တာဖျားရှိမှကျွန်တော်တို့ဖျားကိုယ်ွယ်တဲ့အချိန်မှာအပိဝန်ခံရမယ်ဆိုတော့နောက်ပြီးကျွန်တော်ပြန်ဆက်အောင်မယ်ကျွန်တော်တို့ဖျားကိုယ်ွယ်တဲ့အချိန်မှာဘယ်လိုကိုယ်ွယ်ရမလဲဆိုလို့ရှိရင်obedience နဲ့ဖျားရဲ့ခိုင်းတဲ့အားကိုလုပ်ခြင်းအပြင်ကျွန်တော်တို့ဝန်ခံမယ်ဖြစ်တယ်တခါတလေကျွန်တော်တို့ယုံကြည်သူတွေဆရာမတို့လည်းတွေ့မှာပဲလမ်းသွားပြီးမှနေမကောင်းတဲ့သူတွေတွေ့တာလားဒါမှမဟုတ်ရှင်တော့တမ်းပြီးမှဘယ်လိုလဲဆူတောင်းအဲ့ဒါကျွန်တော်စိတ်ထဲမှာဆူတောင်းပြီးပါဆိုတဲ့စကားလေးလည်းကြားရတယ်တခါတည်းဒါပေမဲ့သူများရှိမှရှက်စရာကြည့်ဒါမှမဟုတ်ရှင်ပါစတာလည်းရှိတာပဲဟိုမှာရှိတာပဲကျွန်တော်ဆူတောင်းလို့ရှိမှကောင်းမှုဆိုတဲ့စိတ်လေးလေအဲ့ဒီရှိလို့ရှိရင်ဖယားအဲ့ဒီတအားယုံကြည်သူတွေတော်တော်တအားဝန်းနေစရာပဲအဲ့ဒီချိန်မှာဒါကြောင့်ကျွန်တော်တို့ obedience ဆိုတာအများကြီးရှိမှာပဲအဲ့ဒီချိန်မှာကျွန်တော်တို့စိတ်နှလုံးထဲမှာဆူတောင်းမှာပြီးပါဆိုလို့ရှိရင်ဆူတောင်းပြီးလိုက်ပတ်ဝန်းကျင်ကိုမကြည့်နဲ့အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုလဲဖယားကိုကိုးကွယ်တဲ့နေလားတစ်ခုဖြစ်တယ်ဘယ်ချိန်မှာပဲဖြစ်ဖြစ်ညတကောင်ရမဲ့ဖြစ်ဖြစ်ဆူတောင်းခိုင်းလို့ရှိရင်ကျွန်တော်အိတ်ငိုက်တယ်ဆိုတော့မအိတ်နဲ့တခါတလေကျွန်တော်တို့နော်ညမှာမအိတ်နိုင်လို့ရှိရင်လည်းကျွန်တော်တို့အိတ်နိုင်အောင်ကြိုးစားတယ်ကျန်းစာလေးကိုဖတ်ဒါမှမဟုတ်တော့ဖုန်းလေးကိုကြည့်ပြီးမှမအိတ်နိုင်ဘူးဆိုတော့ညအချိန်မှာနေကောင်းပြီးမှတော့မအိတ်နိုင်လို့ရှိရင်တော့ဖယားကကျွန်တော်ကိုပြောစရာရှိတယ်ဆိုပြီးမှကျွန်တော်တို့ဖယားရှိမှဒုထောက်ပြီးမှဖယားကိုကိုယ်ကြရမှာဖြစ်အဲ့ချိန်မှာဖယားကကျွန်တော်တို့ကိုပြောစရာလေးရှိမှာပါနော်ခုကျွန်တော်တို့စကားပြောခြင်းနဲ့ဒါမဲ့ကျန်းစာမှာကြည့်မယ်ဆိုလို့ရှိရင်ဖယားက personal လူကိုယ်တိုင်စကားပြောတာသူတို့တယောက်ထဲနေတဲ့အချိန်မှာပဲစကားပြောတာဥပမာဂျေကော့သူရဲ့မြို့သမီးတွေနဲ့နေတဲ့အချိန်မှာသူစကားမပြောဘူးကောင်းကင်တမန်တွေကိုလာပြီးမှအဲ့ဒီသူရဲ့သားသမီးတွေကန်းတစ်ဖက်မှာထားတဲ့နောက်မှာပဲဘုရားကစကားပြောတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့စကားပြောဘုရားကစကားပြောခြင်းတယ်ဒါကြောင့်သူ့ရဲ့စကားလေးကိုနားထောင်ကြရအောင်သူကပြောပါဖတ်ပါဆိုလို့ရှိရင်ကျွန်တော်တို့လုံနိုင်တာဒါကြောင့်ပီတရုကဘယ်လိုပြောလဲဟောတညာလုံးကျွန်တော်ကဘယ်လိုလဲတညာလုံးကျွန်တော်ကြိုးစားတယ်ငါတကောင်တော့မဖမ်းဘူးဒါပေမဲ့ဖယားရဲ့ယေရှုရဲ့စကားအတွက်ကြောင့်ကျွန်တော်လုပ်မယ်နော်ချမယ်ဆိုမှသူ့ရဲ့ဘယ်လိုလဲငါများကြီးဖမ်းတယ်လို့ကျွန်တော်တို့ကဖယားရှိမှာဝန်ခံဘယ်လိုလဲကျွန်တော်တို့ကဖယားစကားကိုနာခံမယ်နောက်ပြီးကျွန်တော်တို့ဖယားကိုကွယ်တဲ့အချိန်မှာဘယ်လိုကွယ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ်တဲ့နေလာပေါ့နော်နေလာပြန်ပြီးမှကြည့်မယ်ဆိုလို့ရှိရင်လူများနဲ့ဆက်ဆံခြင်းဖြင့်လူများနဲ့ဘယ်လိုလဲ fellowship လုပ်ခြင်းဖြင့်ယုံကြည်သူတယောက်နဲ့တယောက် fellowship လုပ်ခြင်းဖြင့်ဘုရားကိုကိုးကွယ်နိုင်တာဖြစ်တယ်လူတော်တော်များများကကျွန်တော်ကဆရာပဲဆရာမပဲဆိုမှသူများစကားလည်းနားမထောင်ချင်ဘူးသူတို့တရားဟောလာလည်းနားမထောင်ချင်ဘူးကိုတယောက်တည်းပဲတရားဟောချင်တယ်အဲ့လိုကဘုရားကိုးကွယ်တာမဟုတ်ဘူးသူများစကားလေးနားထောင်မယ်ခလေးစကားလေးနားထောင်မယ်ဘုရားကလူ9000ဘယ်လိုလဲလူ9000ရှိမှာတရားဟောပြီးမှသူတို့နောက်မှာစားစရာမရှိတဲ့ချိန်မှာသူကဘယ်လိုပြောလဲသူတမန်တော်တွေလွှတ်ပြီးမှစားစရာသွားရှာကြပါနောက်ဆုံးမှာခလေးလေးစီမှာသူကငါးနှကောင်နဲ့ငါးလုံးတွေ့ရတာဖြစ်တယ်ဒီကနေ့ကကျွန်တော်တို့ယုံကြည်သူတွေကလည်းဆရာတယောက်စီမှာပဲဖယားနှုတ်ကပတ်တော်ရှိတာမဟုတ်ဘူးသူများရှိမှာခလေးလေးဆရာနေတဲ့ကျွန်တော်တို့ဖယားကကျွန်တော်တို့ဝိညာဉ်ရေးအတွက်ပေးနေတာရှိတယ်ဒါကြောင့်ဘယ်သူမှဆိုကျွန်တော်တို့အထင်ကြီးတာလည်းမရှိဘူးအထင်သေးတာလည်းမရှိဘူးအကုန်လုံးဖယားကဘယ်သူဆရာနေဒီကကျွန်တော်ကိုခွန်အားပေးမလဲကျွန်တော်ဘယ်လိုဖယားရဲ့ဖယားရှိမှကျွန်တော်ဘယ်လိုခွန်အားရမလဲဆိုတာကျွန်တော်တို့နားလည်မယ်အဲ့ဒါကကျွန်တော်ဖယားကိုကိုးကွယ်ခြင်းအပြင်ကျွန်တော်တို့ဝိညာဉ်ရေးခံခွန်အားရမှာဖြစ်တယ်နောက်ပြီးပြန်ကြည့်မယ်ဆိုလို့ရှိရင်ဖယားဘယ်လိုကျွန်တော်တို့ကိုးကွယ်ရမလဲဆိုလို့ရှိရင်အလုပ်ချင်းဖြစ်ကျွန်တော်တို့ကိုးကွယ်တာနိုင်မယ်ဖြစ်တယ်လုပ်ကျွန်တော်တို့ယုံကြည်တယ်ဆိုလို့ရှိရင်လုပ်ရမယ်လုပ်ပြီးမှဖယားကိုကျွန်တော်တို့ကိုးကွယ်နိုင်တာဖြစ်တယ်နောက်ပြီးကျွန်တော်တို့ဘယ်လိုကိုးကွယ်နိုင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့အသက်တာနဲ့ဖယားကိုကိုးကွယ်နိုင်မယ်နောက်ပြီးကျွန်တော်တို့ဘယ်လိုကိုးကွယ်နိုင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ယုံကြည်ခြင်းဖြင့်ဘုရားကိုကိုးကွယ်နိုင်တယ်ဘာမဆိုတ
တက်နိုင်သောဖျားဖြစ်တယ်ဆိုမှဖျားကိုကိုးကွယ်နိုင်မှာဖြစ်တယ်နောက်ဆုံးသောအနေနဲ့ကျွန်တော်တို့ဘယ်လိုဖျားရှိမှကိုးကွယ်နိုင်မလဲဘယ်လိုကိုးကွယ်မလဲဆိုလို့ရှိရင်ဖျားကိုကိုးကွယ်တဲ့အချိန်မှာကျွန်တော်တို့စိတ်နှိတ်ချသောစိတ်နဲ့ကျွန်တော်တို့ဖျားကိုကိုးကွယ်နိုင်မှာကိုးကွယ်နိုင်တယ်ဆိုတာနှိတ်ချသောစိတ်ဥပမာပေါ့ကွာကျွန်တော်တို့ဖျားရှိမှမအော်ဘူးဖျားရှိမှဘူးမထားဘူးဒါပေမဲ့ကျွန်တော်တို့စိတ်နှိတ်ချပြီးမှเนาะကျွန်တော်သူများထက်လက်မသာပါဘူးယေရှုခရစ်ကြောင့်ဒါကျွန်တော်ကခုကျွန်တော်အဲ့လိုနေနိုင်တာဖြစ်တယ်ဆိုပြီးမှသူများနဲ့စီဝေးပွဲရှိတဲ့အချိန်မှာဖြစ်စေသူများနဲ့ဘယ်လိုလဲဆွေးနွေးတဲ့အချိန်မှာဖြစ်စေကျွန်တော်ကဆရာပဲကျွန်တော်ကဆရာမပဲကျွန်တော်ကတည်တယ်ဆိုတဲ့စကားလေးအဲ့ဒီစိတ်ကလေးသဘောထားနဲ့သူများရှိမှကျွန်တော်တို့ရက်နေပြီးထိုင်နေပြီးစကားပြောနေပြီးဆိုလို့ရှိရင်အဲ့ဒါကဖျားနဲ့ကျွန်တော်တို့တအားဝေးတယ်ဒါကြောင့်ဖျားကိုးကွယ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုးကွယ်တဲ့ပုံစံတော့နော်ဘိုးကွယ်တဲ့ပုံစံတော့စိတ်နဲ့ချခြင်းနဲ့ကျွန်တော်တို့ဖျားရှိမှအသက်ရှင်နေဆိုလို့ရှိရင်အဲ့ဒါဖျားကိုးကွယ်တဲ့နေလန်တစ်ခုဖြစ်တယ်ဆိုတာကျွန်တော်နေကုန်းချုပ်မှာပေါ့နော်များကြီးရှိပြီမဲ့လဲဆရာမတို့တားမောမှာပဲဒါကြောင့်ကိုကတော့နည်းနည်းဆွေးနွေးပွဲပြန်လုပ်မယ်ဆွေးနွေးပွဲလုပ်ပြီးတဲ့အချိန်မှာနောက်မှာတော့ what is the power of the praise အဲ့ဒါကိုကျွန်တော်တို့ပြန်ကြည့်မှာဖြစ်တယ်အမှာပဲဖြစ်အဲ့ဒီအဲ့လေးစကားမှာ spirit နဲ့ soul ဆိုလို့ရှိရင်ကျွန်တော်တို့တခါတလေ faith နဲ့ belief ဆိုတာ faith belief trust ဆိုတာမိတဲ့အချိန်မှာသူများကအတိတ်ပဲအတူတူပဲလို့ပြောကြတယ်ဒါပေမဲ့စလုံးမတူသလိုအတိတ်ပဲလဲကွာခြားမှုရှိတယ်ဆိုတာတော့ဒီကကျွန်တော်တို့စဉ်းစားရှာလို့တယ်ဒါကြောင့်ယုံကြည်သူတွေဖြစ်ပေမဲ့လဲကျမ်းစာကိုတက်ကစ် study လုပ်မှဖြစ်တယ်ကျွန်တော်တို့ main ကလေးတွေတောင်မှကျွန်တော်တို့ချစ်ပြီးအဲ့ဒါကျွန်တော်အတွက်ကောင်းတယ်ဆိုလို့ရှိရင်တော့တက်ကစ်အတက်နိုင်ဆုံး study လုပ်တာပဲဒါကြောင့် study လုပ်တာအကောင်းဆုံးပဲဆိုတော့ကျွန်တော်နည်းနည်းထည့်ချင်တာဖြစ်တယ်ခုနကျွန်တော်နည်းနည်းကိုးကွယ်ခြင်းရဲ့ the power of the worship နော်ကိုးကွယ်ခြင်းရဲ့တကူဘာတကူရှိလဲဆိုလို့ရှိရင် number 1မှာတော့နည်းနည်းတူချုံနဲ့ပြောမယ်ဆိုလို့ကျမ်းစာမှာပေါ်ပြထားတာခုနကျွန်တော်ကျမ်းစာအလွတ်ရတာကောင်းသလားဆိုလို့ရှိရင်ကောင်းတယ်ကောင်းတယ်ဆိုတာပစနဲ့ကောင်းတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ယေရှုခရစ်ကိုယ်တိုင်သူအလွတ်ရလို့သူဟာစာတန်ရဲ့တွေးဆောင်ချက်နဲ့သူကလွတ်မြောက်တယ်လို့ပြောရမှာပေါ့ဒါမှဆိုရင်အောင်မြင်တယ်အောင်နိုင်တယ်သူကစာတန်အလုပ်ကိုအောင်မြင်ခြင်းရတယ်ဆိုတာဆိုအစိုးမပြောလို့ရှိရင်လည်းတိတ်ဘယ်လိုလဲမှားမယ်လို့ကျွန်တော်မထင်ဘူးအဲ့လိုပုံစံပဲကျွန်တော်တို့လုပ်တဲ့ဟာကိုကျမ်းစာနဲ့ညှိလို့ရှိရင်ကျွန်တော်တို့ကျမ်းစာမှာဘယ်လိုအဖြစ်ထွက်တာလဲဆိုလို့ရှိရင် Genesis ကမ္ဘာဦးကျမ်းအခန်းကြီး22အငယ်9မှာအာဗြဟံနဲ့ Isaac သူ့ရဲ့သားမော်ရတောင်ပေါ်သွားဖို့အစီအစဉ်အဲ့ဒီကြားရဲ့ပုံပြင်လေးကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့ဒီစကားလေးက I and the lip will go လို့ပြောတယ်ကျွန်တော်သားနဲ့ lip ဆိုလို့ရှိရင်တကယ်ဆိုတော့16နှစ်အောက်16အရွယ်တော့ဖြစ်မှာပဲကျွန်တော်ကလေးကျွန်တော်တို့ဖယားကိုကိုးကွယ်ဘူးဆိုတာကျမ်းစာမှာပေါ်ပြထားတာဖြစ်တယ်အဲ့ဒီပေါ်ပြထားတာ worship လို့ရေးတာ ਨੇ အဲ့ဒီကျွန်တော်တို့ကိုးကွယ်ခြင်းခုနကျွန်တော်တို့ပြောသလိုစိတ်နှလုံးအကျိုးမဲ့ဖယားကိုကိုးကွယ်လို့ရှိရင်ဘာကိုရတာလဲဆိုလို့ရှိရင် miracle လို့ပြောမလားဒါမှမဟုတ်ရင်ဖယားရဲ့အလုပ်ကိုမြင်မှာပဲဆိုတာကျွန်တော်တို့ဒီမှာ power of the worship ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ကျွန်တော်ရဲ့သားလေးနဲ့ကျွန်တော်ဖယားကိုကိုးကွယ်မယ်ဒါပေမဲ့တော့အဲ့ဒီချိန်မှာကျွန်တော်ထည့်နေတာလူတော်များပါစတာနဲ့အလုံးမှုဆောင်လူရဲ့သားသမီးတွေကိုတကယ်ဆိုရင်ဒီလောကမှာကျင်လည်တဲ့သူများကြီးတွေ့ရတယ်မိခုမိရာပါစတာရဲ့သားသမီးတွေအလုံးမှုဆောင်တဲ့သားသမီးတွေကဖယားကိုအလုံးမှုဆောင်တဲ့သူမရှိဘဲနဲ့ဒီလောကထဲမှာတကယ်ကိုဝင်ကြတာပဲဆိုတော့မိခွင်းမေးစရာအများကြီးရှိကြတယ်အဲ့ဒီကိုခုတလောပြဿနာလည်းဖြစ်ပါတယ်ဒါကူကျွန်တော်တို့ဘယ်လိုဖြေရှင်းမလဲဆိုလို့ရှိရင်အာဗြဟံကသူ့မှာတားကိုဘယ်လောက်ထိတင်ပေးတယ်လဲဆိုတာကျွန်တော်တို့မသိဘူးကျမ်းစာမှာလည်းမပေါ်ပြထားဘူးဒါပေမဲ့သူဂျစ်ပလင်ပေါ်မှာပူဇော်တဲ့အချိန်မှာတောင်ပေါ်တက်တဲ့အချိန်မှာသူ့ရဲ့သားလေးရဲ့စကားကိုနားထောင်ခြင်းအပြင်အဖေအရင်တော့က
ဖယားကိုကိုးကွယ်တဲ့အချိန်မှာကျွန်တော်တို့အဲ့ဒီသိုးလေးကိုကျွန်တော်တို့ယူထားခုကတော့ထင်းနဲ့မေးပဲယူထားတဲ့ဘယ်လိုဘာဖြစ်လို့လဲဆိုမှမေးခွန်းမေးတာနားထောင်ခြင်းအဖြစ်အာဗြဟံကသူသားလေးငယ်ငယ်တုန်းကနေ့တိုင်းဖယားရှိမှကိုးကွယ်တဲ့အချိန်မှာသူ့သားလေးကိုခေါ်ထားတယ်သူ့သားလေးရှိမှစံပြဖြစ်တယ်ဆိုတာကျွန်တော်ဒီနားလေးကိုထည့်ချင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဘယ်လောက်ပဲဖယားရဲ့အကျိုးကြောင့်ကျမ်းစာဘယ်လောက်ပဲတက်ကျွန်တော်တို့မိသားစုတို့သားသမီးရှိမှစံပြမဖြစ်လို့ရှိရင်ကျွန်တော်ကြောက်စရာဖြစ်ချင်ဖြစ်မှာဆိုတာပဲကျွန်တော်နည်းနည်းဒီမှာလဲထည့်ချင်တာဖြစ်တယ်ဒါကြောင့်အေဗြဟံကသူ့သားလေးကိုသင်ပေးတာနဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်နဲ့သားလေးကိုဖယားကိုကွယ်မယ်နောက်ပြီးပြန်လှည့်မယ်ဆိုတာလူကြီးစီမှာပြောတာမဟုတ်ဘူးသူ့ရဲ့အစီခံနေစီမှာပြောတာဖြစ်တယ်ဒါကြောင့်ယုံကြည်ခြင်းနဲ့ကိုးကွယ်တဲ့သူဖယားကိုကိုးကွယ်တဲ့သူက miracle ဖယားရဲ့အလုပ်ကိုမင်ကုန်မြင်တာပဲဆိုတာကျွန်တော်တို့ဒီမှာတွေ့တာဖြစ်တယ်နံပါတ်2อ่ะယောရှုအခန်းကြီး9အငယ်14နဲ့15မှာသူကဖယားကိုခမရတို့ဘယ်သူကိုးကွယ်မလဲဒီညဆုံးဖြတ်ပါဒီနေ့ဆုံးဖြတ်ပါဒါပေမဲ့ကျွန်တော်နဲ့ကျွန်တော်မိသားစုဖယားကိုပဲကိုးကွယ်မယ် we will serve the Lord ကျွန်တော်ဖယားကိုပဲကိုးကွယ်မယ်ဆိုတာတွေ့ရတယ်အဲ့ဒီနဲ့သူကဘာဘယ်လိုတွေ့ရလဲဆိုလို့ရှိရင်သူကြည့်လေသူ့ရဲ့ခုနကျွန်တော်ပြောသလိုအေဗြဟံကသူစကားနဲ့မပြောပြမယ်လေတားလီရဲ့စကားကြားရခြင်းအဖြစ်ကျွန်တော်တို့ဖယားကိုတကယ်ကိုးကွယ်တာကျွန်တော်တို့နားလေတယ်နောက်ပြီးဂျောရှုရဲ့စကားလေးကြားရခြင်းအဖြစ်သူကသူတယောက်တည်းမဟုတ်ဘဲနဲ့သူ့မိမသူ့သားတွေမေးတွေလေဖယားတရားနဲ့သူကဖယားရှိမှသူကဖယားကိုကိုးကွယ်တဲ့အချိန်မှာလာစံပြဖြစ်တယ်ဒါကြောင့်သူ့ရဲ့သားသမီးတွေပေါ်မှာနဲ့သူ့ရဲ့မိသားစုပေါ်မှာသူကစိတ်ချမှုရှိတာနဲ့ကျွန်တော်ရဲ့မိသားစုဆိုတာပြောနိုင်တာဖြစ်တယ်ဆိုတာကျွန်တော်the power of the worship ဆိုတဲ့နေရာမှာကျွန်တော်ပြောချင်တာဖြစ်တယ် number 3နဲ့ the last ဘာကိုတွေ့ရတာလဲဆိုလို့ရှိရင်ဒီမှာတော့သူတို့ကိုမင်းတဲ့အချိန်မှာသူတို့ကကိုးကွယ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့တွေ့ရတာပါလဲဆိုလို့ရှိရင်ယေရှုခရစ်ကိုမွေးဖွားတယ်ဆိုတာသူတို့သိခြင်းအပြင်ပညာရှိ300တွေကဘာလုပ်ကြလဲဆိုလို့ရှိရင်ဘုရားကိုကိုးကွယ်တယ်သူတို့ပညာရှိတွေကိုသူတို့ရဲ့နာမည်ကျော်ကြားမှုသူတို့ရဲ့ဘယ်လိုလဲသိထားတဲ့ပညာတွေကိုဘေးထည့်ထားပြီးမှဘုရားကိုစိတ်နှလုံးအကျုံးမဲ့ကိုးကွယ်ကြတယ်အဲ့ဒီကိုးကွယ်တဲ့အချိန်မှာသူတို့ကိုးကွယ်ရုံမကဘဲနဲ့သူတို့လက်ဆောင်လေးကိုပေးကြတာဖြစ်တယ်ဒါကြောင့်ဒီနေ့တင်ငနေကျွန်တော်တို့ဘုရားကိုကိုးကွယ်ခြင်းအပြင်ကျွန်တော်တို့ရောဘာဘလို့လဲကိုးကွယ်ခြင်းရဲ့တကူဘာမင်တာလဲဆိုတာကျွန်တော်တို့သိစားကျွန်တော်တို့ဒီညတင်ဖို့သင်ခန်းစာလေးဒီမှာဟောပြထားတာတွေ့ရတယ်တခါတော့ဂျန်ကုန်မှာအဲ့ဒီနိုင်ငံခြားသားတွေကူရီးယားတွေလာပြီးမှပါစတာတွေခေါ်ပြီးမှအဲ့ဒါအောက်လို့လဲTADပြီးမယ်လာကြပါဆိုမှသင်တန်းခေါ်တယ်အဲ့ဒီချိန်မှာပါစတာ reverend ရတဲ့သူတကယ်ကြီးတွေလာကြတယ်ခုဆိုရင်တော့ reverend လည်းမဟုတ်တော့ဘူးเนาะ most reverend ဆိုတာလည်းရှိသေးတယ်ဆရာနားလည်မှာပါ most reverend ဆိုတာလည်းရှိသေးတယ်သူတို့က reverend ချက်ကြီးတဲ့ဟာလာကြတာနဲ့ကူရီးယားတွေကသင်တန်းပေးတယ်သင်တန်းပေးတဲ့အချိန်မှာကျွန်တော်တို့ပွဲတော်ဘယ်လိုအသုံးပြုတာလဲဆိုတဲ့အကြောင်းကိုသူတို့ဆွေးနွေးကြရအောင်သူမှခေါ်ကြတယ်ခေါ်ပြီးမှတကယ်ပါစတာ reverend တွေကတကယ်စိတ်ဆိုးတယ်ပွဲတော်တော့ကျွန်တော်တို့ပေးတာကြာပြီကျွန်တော်တို့နားလည်ပြီဆိုမှပြောကြတယ်ဒါပေမဲ့ကိုရဲဆရာတယောက်ကဘယ်လိုပြောလဲဆိုလို့ရှိရင်ဟုတ်ပြီဆရာတို့နားလည်မှာပါပွဲတော်လဲပေးဖို့မှာပါဒါပေမဲ့ဆရာတို့ပွဲတော်ကိုလှုပ်ခြင်းအပြင်ဘယ်နှယောက်နေကောင်းပြီးမှဘယ်နှယောက်ကယ်ရင်ချင်းခါလဲဘယ်နှယောက်ဘဝပြောင်းသွားလဲဘယ်နှယောက်သူတို့အနာကိုပြော့တာလဲဆိုမှမေးတာနဲ့ဆရာဘယ်လိုလဲ reverend တွေကဖြေရဖို့တားဖြစ်တယ်ဆိုတာကျွန်တော်ကြားဘူးတယ်ကျွန်တော်တို့ဒီကကျွန်တော်တို့ဖယားကိုကိုးကွယ်တဲ့အချိန်မှာကျွန်တော်တို့ရောဘာပြောစရာရှိလဲကျွန်တော်တို့မှာဘာတကူမိနာရှိတယ်လဲဆိုတာကျွန်တော်ဒီကနေမိခွန်းလေးနဲ့ကျွန်တော်အဆုံးသတ်ပါရစေနောက်ပြီးကျွန်တော် praise the power of pray ဆိုပြီးမှအဲ့ဒီ the power of prayer ဘာကိုပေါ်ပြထားလဲဆိုတော့အဲ့ဒါ power of praise လူကနေလာတာဖြစ်တယ်လူကနေလာထားတာဖြစ်တယ် worship ကတော့ဖယားကနေပေးထားတာဖြစ်တယ် worship praise ကတော့လူကနေလာတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ praise the power of praise ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဖယားကိုကိုးကွယ်တဲ့ဖ
Payago, Chimwane Chima, Payago, Yepelin Boma, Time kind, no, General Chimwan Chinapi. Basro Payago, Patama, Tabima, Payag, Chimwane Chima, Payago, take my toddy. Number 8. General, Chimwan Chinapi, Nasurego, Nintode. General Chimwan Chinapi, Payago, Chimwan Piapi. Nasurego, Nintok 9. Now we General Chimwan Chinapi. General say tema, Macaundo Aya. Win 9 Johnny General Kagway 9. Same Piaro, no? Now we General Payago, go by Champion. General Ma, Miolinche, Balole, General Ma, Miolinche, Atigo, Bede, Surajano, Dinga Eri, the power of praise national, a song touching up here. Dajo, General Payago, Guerechima, General Ma Josa Shile, General Abulole, Eddie, General Payago, Guachina, Elo Shile, Sura Piosa, General Mashila, that was in General Payago, Chimio Jampian. General Nina Mashire to Damosi, General Payaga Benia Mashidale. Kuna General David Shevoyenchi, Kare Chima, Eddie, Payago, Chimwane Chima. To Lucy Mamacabusura Nale, to Adam Sunero Macabusura General Nale, Babi, that jump to a Payago or take Tare. General praise and worship, look champion. General Takuku. Payaya bonda go general meya me. Now we general bina machine to ale turua payaya bonda go meya mabe sura general elu saka eblula sakali ne general negong chobayazi. John praise and worship to a take go ayiti de dabime yiti de to eri asiazi mahabene payago go to payago chimwane toကိုယ်တိုင်ပဲအရေးကြီးဆုံးဖြစ်တယ်ကျွန်တော်တို့ကိုယ်တိုင်အရေးကြီးဆုံးဖြစ်တယ်ဆိုတာကျွန်တော်အဲ့လိုနဲ့နေကုန်းချုပ်ပါရစီကျေးဇူးတင်တယ်ခုကတော့ပြောချင်တဲ့ဟာနည်းနည်းဆွေးနွေးခြင်းနဲ့ဆရာ John F. Tong စီမှာကျွန်တော်တို့အချိန်အလုံးစုံကိုပြန်အနှံပါရဲ့